I'm so glad to see each and every one of you again. နေ့ညဘယ်နှယောက်ကောင်းကြီးရပါသ How လဲ many of you were blessed yesterday night? အတောင်ပြပါဦး Show me your hands. မြင်လေးတောင်ပြပါဦး Show me high. ဝါအားလုံးအားရပါရဟာလေလုယာလို့တစ်ခေါက်တော့အော်ရအောင် Let us scream hallelujah at least one time. ဒါကဘုရားသခင်ကိုချီးမွမ်းတဲ့ဘာသာစကားဖြစ်တယ် It is a language of worshiping the Lord. ရှင်းစကားလည်းမဟုတ်ဘူး It is not Chin language. ခရင်စကားလည်းမဟုတ် It is ဘူး not Kayin language. ဒါကကောင်းကင်ဘာသာစကားဖြစ် It တယ် is the language of heaven. ဆိုတော့ဒီဟာလေလုယာလို့ဘုရားကိုချီးမွမ်းတဲ့အခါမှာ When we shout hallelujah, ဒီနေရာမှာတန့်ရှင်းတဲ့ကောင်းကင်တမန်တွေကအလုပ်လုပ်လာမှာဖြစ်တယ် the angels will start to work in here. ဘယ်နှယောက်ယုံကြည်ပါ How သ many လဲ of you believe that? ဟုတ်ပြီ Are you ready Yes. 1 2 3 Hallelujah. လက်ကုပ်တီးပြပြအောင်ချီးမွမ်းရအောင် Let us all praise the Lord. ယုံကြည်ခြင်းနဲ့ဝန်ခံသွားတဲ့အရောက်ချင်းစတဲ့ဘုရားကောင်းကြီးပေးပါစေ May God bless each and every one of you, ဘိုးမှုတ်ပေးတဲ့ကျွန်တော်တို့ရဲ့ဆိုင်မွန်ဘောက်လည်းကျေးဇူးတင်တယ် especially Simon Pa, who did blew out the horn. ဒါကကျွန်တော်ရဲ့နော်တကယ် prayer warrior ဖြစ်တယ် He's one of my best prayer warriors. လက်ကုပ်တီးပေးပါဦး Let's နော် praise him. အာမင်အာမင်ဆိုတော့ကျွန်တော်တို့ဒီမှာ Revive America လုပ်တဲ့အခါမှာ When we do Revive America here, ကျွန်တော်တို့ဂိုင်းကနာတစ်ခုအတွက်လုပ်တာမဟုတ်ဘူး we're not here for a denomination. လူမျိုးတစ်စုအတွက်လုပ်တာမဟုတ် We're ဘူး not here for a race. အသင်းတော်တစ်ပါးအတွက်လုပ်တာမဟုတ် We're ဘူး not here for a church. ဘုရားသခင်ပေးတဲ့ယူပါယုံကို We came here with the vision from God လူတန်းပေါင်းများစွာကောင်းချီးရဖို့အတွက် and to bless thousands and millions of people. ကျွန်တော်တို့ယုံကြည်ခြင်းနဲ့လှုပ်ဆောင်တာဖြစ် We're တယ် doing this with our faith. ကြောင့်ဒီ3ရက်တာအတွင်းမှာ That's why during these 3 days, ဘုရားသခင်ရဲ့ဝိညာဉ်ရေးရမှာအရေးကြီးတဲ့အရာတချို့ကိုကျွန်တော်ပြောပြမယ် I will tell you some of the most important things when it comes to spirituality. ကျွန်တော်ဒီတစ်ခေါက် Revive America မှာ In this time around in Revive America, ကျွန်တော်တို့ဘဝအပတ်တာကိုပို့ပြီးတော့လင်းမြန်လာအောင်ဘာတွေလိုအပ်တယ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြတယ် I am talking about how to make our life faster and move with speed. ဒီနေ့လောကကြီးမှာအားလုံးကအရှိန်နဲ့သွားနေတယ် Everything in this world is going with speed. ဒီနေ့ကုန်စည်နှုန်းတွေကလည်းအရှိန်နဲ့သွားနေတယ် You know, even our economy is going up with speed. ဒီနေ့နိုင်ငံရေးအပြောင်းလဲတွေကလည်းအရှိန်နဲ့သွားနေ Our တယ် politics are changing with speed. ဒီနေ့အဲ့ဒီလင်းမြန်တဲ့အရှိန်တွေကြားထဲမှာ And during that time of speed, ကျွန်တော်တို့ယူပါယုံစီကျွန်တော်တို့ဘဝအောင်မြင်မှုစီသွားတဲ့အခါမှာ when we go to our vision and our dreams, အလင်းအမြန်နဲ့ဘယ်လိုရောက်နိုင်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြတယ် I want to talk to you about how do you go to that dream with ကျွန်တော် speed. အရှိမတော့မနှလုံးကျွန်တော်ပြောပြခဲ့တယ် In the last 2 locations, I talked about these 2 principles in this. နံပါတ်1ကတော့မေတ္တာဖြစ်တယ် The first is mercy or love. မေတ္တာဟာဖခင်ရဲ့မေတ္တာဟာအင်မတန်ရည်ကြီးတယ် God's love and mercy is very important. အာမင်လက်ကုပ်တီးပြပါ Amen. ကျေး Let ဇူး us တင်တ praise ယ် the Lord. ဖခင်ရဲ့မေတ္တာကိုမသိဘဲနဲ့ကျွန်တော်တို့မအောင်မြင်နိုင်ဘူး We cannot be successful without knowing the love and mercy of God. ဖခင်သခင်ကျွန်တော်တို့ကိုဘယ်လောက်ချစ်တယ်လဲဆိုတာကိုစိတ်ချမှုရှိဖို့လို You need to have the trust in how much God loves you. ဒီကမှာ San Fran မှာကျွန်တော်မျိုးစေ့အကြောင်းပြောခဲ့တယ် In San Fran, I talked about seed. ဒီနေ့မျိုးစေ့ကျဲတဲ့အခါမှာ When you sow a seed, သင်ဘဝမှာဘုရားသခင်တောင်းတဲ့မျိုးစေ့ကိုပေးရဲဖို့လိုတယ် you need to be able to give that seed. အာဗြဟံက Abraham, ဘုရားသခင်တောင်းတဲ့မျိုးစေ့ကိုပေးတဲ့အခါမှာ when he gave that seed that God has asked him, ဘုရားသခင်ကပဲအားလုံးပြင်ဆင်သွားတယ် God prepared everything else for him. ကြောင့်ဘုရားသခင်တောင်းတဲ့မျိုးစေ့မှန်နေဆိုရင် That's why if you give the right seed that God has asked you, ပေးရတဲ့တတိလည်းဘုရားသခင်ထောက်ပံ့နေတယ် God will also provide you the courage to give it. ပေးဖို့အတွက်လိုအပ်တဲ့ဟာတွေလည်းဘုရားသခင်ပဲထောက်ပံ့နေတ He ယ် will also provide you the things that you need to give. လက်ကုပ်တီးပါ Let ဘု us ရား praise the Lord. ဆိုဒီမှာတော့ကျွန်တော်နံပါတ်3ချက်ကျွန်တော်ပြပြခြင်းတယ် And in here, I want to talk about number 3. အဲ့ဒါကဘာလဲဆိုတော့မျက်နှာตาဖြစ်တယ် That is favor. ဘုရားရဲ့မျက်နှာตา God's favor. ဒီနေ့လူတော်တော်များများက A lot of people ဘုရားရဲ့မျက်နှာตาအကြောင်းကိုသဘောမပေါက်ဘူး do not understand what God's favor is. ဆိုတော့ဘုရားသခင်ရဲ့မျက်နှာตาဟာဘယ်လောက်အရေးကြီးတယ်လဲ
How important God's favor is to us. ဒီနေ့မျက်နှာตาရှိတဲ့ယုံကြည်သူနဲ့မျက်နှာตาကိုသဘောမပေါက်တဲ့ယုံကြည်သူဘယ်လောက်ကွာတယ်လဲ What is the difference between a person who understands the favor and a person who doesn't? ဖခင်ရဲ့မျက်နှာตาနဲ့အသက်ရှင်တဲ့အမှုတော်ဆောင်နဲ့မျက်နှာตาမရှိတဲ့အမှုတော်ဆောင်လည်းမတူပြန်ဘူး There's a difference between a minister who can understand God's love and a minister who doesn't understand God's favor. ဒီနေ့ယုံကြည်သူတွေ A lot of Christians nowadays. တေချာနားထောင်စီခြင်း I want you to listen carefully. စာလံ100နှစ်အငယ်73ကိုဖတ်စီခြင်း In Psalms 102 verse 13. စာလံအခန်းကြီး100နှစ် Psalms 102 အငယ်73ကိုဖတ်စီခြင်း ਨੇ verse 13. ယေရှုပြပြီးတော့ကျွန်တော်ဒီအရှိမထူထားပေးတယ်ကျွန်တော်အတူတူကဖတ်ရအောင်ကိုတော်သည်ထ၍ဇီးအောင်ကိုတနာစုံမတ်တော်မူလိမ့်မည်အကြောင်းမူကားဇီးအောင်ကိုတနာရမည်အချိန်ဖြစ်၏တတ်မှတ်ထားသောအချိန်သည်လည်းရောက်လာပြီဖြစ်၏ You will arise and have compassion on Zion, for it is time to show favor to her. The appointed time has come. ကျေးဇူးပြုပြီးတော့ဆရာဒေးဗစ်အောင်ကိုမိုက်လေးပေးပြီးပါအောင်ကျမ်းစာဖတ်ဖို့ဒီမှာအရင်အရေးကြီးတဲ့အချက်ချို့ရှိတယ် There is some important things here. ဣသရေလနိုင်ငံကအကျိန်ပေါင်းများစွာကြုံဖြစ်ခဲ့တယ် The Israelites have been slaves for many years. ရန်သူတွေရဲ့အနိုင်ကျင့်တာကိုနှစ်ပေါင်းများစွာခံခဲ့ရတယ် They've been under the oppressions of the enemies. အဲ့လိုအချိန်ကာလမှာ And during that time, သူတို့ရဲ့ကြိုးစားမှုသူတို့ရဲ့တော်ခြင်းတက်ခြင်းနဲ့အဲ့ဒီကနေအောင်မြင်ခဲ့တာမဟုတ်ဘူး they didn't get freedom because they were so good. They know how to fight so well. ယုံကြည်သူတွေသဘောမပေါက်တဲ့အရာတချို့ရှိတယ် There's one thing that the Christians, the believers do not ဒီနေ့ understand. လူတော်တော်များများအနာရောဂါရဲ့ချုံနှောင်မှုအောက်မှာ Some people are under the oppression of disease, ငွေကြေးပြဿနာတွေရဲ့ချီနှောင်မှုအော under က် the မှာ oppression of financials, မလုံလောက်မှုတွေရဲ့ဖိနှိပ်မှုအော under က် the မှာ oppression of not having enough, နတ်ဆိုးတွေရဲ့အနိုင်ကျင့်နှိပ်စက်မှုအောက် under မှာ the oppression of demons. ဘလို့လွတ်မြောက်နိုင် How လဲ can we be free from it? ကျွန်တော်ဘလို့လွတ်မြောက်နိုင် How can I be free from it? လူတော်တော်များများကအဲ့ဒီလွတ်မြောက်မှုအတွက် For so many people to be free from those things, ကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့အကျင့်ကိုယ့်ရဲ့အရေးချင်းနဲ့လွတ်မြောက်မယ်လို့ထင်ကြတယ် they try to be good, they try to do good, they change their ways, they try. ဣသရေလလူမျိုးတွေလည်းအဲ့ဒီလိုမျိုးယုံခဲ့ပါတယ် The Israelites believe the same way. ဒါပေမဲ့ဣသရေလလူမျိုးတွေအကျင့်ပေါင်းများစွာကျွန်ဘဝကလွတ်မြောက်ကြတဲ့အရာကပါလေ The reason why the Israelites were free from their years of oppression is ဣသရေလလူမျိုးတွေအေဂုတုကနေလွတ်လာတဲ့လွှဲချက်ကပါလေ the secret for them to get out of Egypt is ဣ that သရေလလူမျိုးတွေပျက်စီးတဲ့ဘဝကလွတ်မြောက်လာတဲ့လွှဲချက်ကပါ the secret for them to rise up from destruction is that စာလန်ဆရာကပြောတယ် the psalmist says, ကိုရောဒီထ၍ you will arise ဇီးအောင်ကိုတနာစုံမတ်တော်မူ and have compassion on Zion. အကြောင်းမူကား For ဇီးအောင်ကိုတနာရမယ်အချိန်ဖြစ် it is time to show favor to her. အင်္ဂလိပ်ကျမ်းစာမှာဘာပြောလဲဆိုတော့ In the Bible it says, ဒီအချိန်ကာလကဇီးအောင်အတွက်ကောင်းချီးခံစားမယ်ကာလရောက်လာပြီ it is time to show favor to Zion. ဘာဖြစ်လို့ကောင်းချီးခံစားမယ်အချိန်လဲ Why it is time to show her ဘု favor? ရားသခင်ရဲ့မျက်နှာသားဟာဇီးအောင်အပေါ်မှာရောက်လာ Because တ the ယ် favor of God is upon Zion. ဆရာဒေးဗစ်လာစကားပြောရင်ဘာမပေါက်သေးဘူး You know, if I'm going to talk in Sia Devila's words, you do not get it yet. ရစေခြင်းနဲ့ I want you to get it so well, okay? ဣသရေလလူမျိုးတွေကျွန်ဘဝကလွတ်မြောက်တာဟာ The reason why the Israelites were free from သူ slavery, တို့ကြိုးစားလို့မဟုတ် it ဘူး is not because they try so သူတို့ hard. ရဲ့အရေးချင်း It ကြောင့် is မဟုတ် not because ဘူး of their talents. အဲ့ဒီကျွန်ဘဝကလွတ်မြောက်စေမယ် The thing that raised them from there ဘု is ရား that ရဲ့မျက်နှာသားဟာသူတို့အပေါ်မှာရောက်လာလို့ God's ဖြစ်တယ် favor came upon them. ကျွန်တော်ပြောမယ် That's why let me tell you, ဒီကျွန်တော်တို့ကြီးညာဖို့လို့ we need to start declaring. တာလန်ဆရာကကြီးညာတယ် The psalmist start declaring. ငါတို့ဒီနေ့ကျွန်ဘဝကနေလွတ်ရမယ့်အချိန် It ရောက် is လာပြီ time for us to be free from slavery. ငါတို့ဒီနေ့ပြဿနာအောက်ကနေလွတ်ရမယ့် It အချိန် is ရောက်လာ time ပြီ to be free from problems. ငါတို့ဒီနေ့ယောဂါကနေလွတ်မြောက် It မယ့်အ is ချိန်ရောက် time လာ to ပြီ be free from diseases. ငါတို့ဒီနေ့ရှုံးနေမှုကနေလွတ်မြောက် It မယ့် is အချိန်ရောက် time လာ to ပြီ be free from failures. ဘာဖြစ်လို့လဲ Why? ငါတို့ကလက်နဲ့ကောင်းကောင်းရှိလို့မဟုတ်ဘူး Because it is not
because we have good ငါ weapons. တို့အရေးချင်း It ကြောင့် is မဟုတ် not ဘူး because of our ငါတို့ talents. လူအင်အားကြောင့် It မ is ဟုတ် not ဘူး because we have strength. ဖယားသခင်ရဲ့မျက်နှာသာ It is because of God's favor. ခံစားမဲ့အချိန်ဟာ It is time to ငါ feel တို့ it. လူမျိုးတွေအပေါ်ရောက်လာတယ် And it is time for us to receive အဲ့ဒီ that. သတ်မှတ်တဲ့ဘုရားသခင်ရဲ့မျက်နှာသာကာလလဲရောက်လဲရောက်လာ And ရော the moment the time of favor comes to your life, အရင်တုန်းကမဖြစ်နိုင်တဲ့အရာအားလုံး all the things that were impossible before ဘဝမှာဖြစ်လာတယ် starts to happen in your life. ဟာလေလုယာ Amen. ပြောဘဝမှာဖြစ်လာမယ် Say it will happen in my life. ကြည်ကြည်ပြောပါဦးဘဝ Say it မှာဖြစ်လာမယ် louder. It will happen in my life. မကြားသေးဘူး I cannot hear you. ဘယ်အချိန်မှလဲ When? ဘုရားမျက်နှာသာခံစားတဲ့ကာ The လ moment you receive God's favor. ဒီအနာယောဂါတွေနဲ့သင်ကိုဆရာဝန်ကပြောမယ် Oh, the doctor may tell you ဖြစ်နိုင်တော့ it's impossible. သေဝမရှိတော့ There's no more medicine for you. နီးလည်းမရှိတော့ There's no more ways for you. ကျွန်တော်အဲ့လိုလူနာပေါင်းမြောက်များစွာကိုကျွန်တော်ဆွတောင်းပြီးခဲ့ I have prayed for many people like ကျွန် that. ဆရာဝန်တွေကဒီလူနာကိုကိုယ်တာမင်နီးလန်းတော့မရှိတော့ Some doctors don't even have ways to even fix this problem. တချို့ဆိုရင်ဘာယောဂဖြစ်လို့ဖြစ်မှန်းတော့မသိတဲ့သူ Some doctors don't even know what this disease is. တွေကျန်တော့မှာ But I want you to listen close. ဘုရားသခင်ရဲ့မျက်နှာသာ God's favor လူတွေမှာမရှိတဲ့ပြဿနာရဲ့အဖြစ်ကိုယူဆောင်လာတယ် is the answer to all your unanswered problems. ကျွန်တော်ဒီနေ့ဒီမှာကြီးညာတယ် Let me declare it over you ရှီ today. ကာဂိုမြို့မှာ Let me declare it in Chicago Illinois today. state မှာ In this state of Illinois. USA မှာ In this country of US. ဘုရားသခင်ရဲ့တနာခြင်းဂရုဏာကိုခံစားမဲ့ကာလရောက် It လာ is ပြီ a time for God's favor to be upon this ဘုရားရဲ့ country. မျက်နှာသာရောက်လာပြီ God's favor is here. အနာယောဂတွေငြိမ်းမယ် But the diseases will be မ healed. ပြောင်းနိုင်တဲ့အနာယောဂတွေငြိမ်းမယ် You will be healed. ပြောပါအနာငြိမ်းမယ် Say, I will be healed. တကယ်လေးပြောပါအနာငြိမ်းမယ် Say, I will be healed. ဒီပေါင်းများစွာတင်မလွတ်မြောက်နိုင်တဲ့မျိုးဆက်ကျိန်စာတွေကနေလွတ်မြောက် You will be healed from the curses of many generations. နှစ်ပေါင်းများစွာတင်ဘဝမှာဘလို့မှမဆက်နိုင်တဲ့အကျွေးတွေကျင်းမယ် Death that you cannot fully comprehend will be gone. အမေထူတဲ့ရောက်စတဲ့ဘုရားကောင်းကြီးပေးပါ May စေ God bless everyone who says amen. ကျွန်တော် prophet ပြုပြရစေ Let me prophesy to ဒါက you. တုံးကပတ်တော်ပဲဖတ်တာမဟုတ် I ဘူး am not just reading the ကျွန် word တော် of သင် God. တို့အပေါ်မှာ prophet ပြုနေတာ Let ဖြစ်တယ် me prophesy over you. သင်တို့အပေါ်မှာ prophet ပြုနေတာ Let ဖြစ် me တယ် prophesy over each and သင် every တို့ရဲ့ one of လုပ် you. ငန်းတွေအပေါ်မှာ prophet ပြုနေတာ Let ဖြစ် me တယ် prophesy over your businesses. တက်လုံးမကြည့်တယ် Deaths that you have never think about နှစ် before. ပေါင်း30ဆက်ရင်တော့မကြည့်နိုင်နဲ့ Deaths that you will not be free from even after 30 years. အဲ့ဒီအကျွေးအားလုံးဟာ Those debts, ဘုရားရဲ့မျက်နှာသာရောက်လာရင် when the moment of favor comes into ကြိုး your စား life, မှုနဲ့မရနိုင်တဲ့ဟာအားလုံးရောက်လာ you မယ် will receive everything that you have not tried Let go, hard for. BBB, Let us praise the Chimoya. Lord. ပြောပါဦးအချိန်ရောက်ပြီ Say, it is time. ကြည်ကြဲလေးပြောပါဦးအချိန် Say it ရောက်ပြီ louder, it is time. ကြည်ကြဲလေးပြောပါဦးအချိန်ရောက်ပြီ Say it louder, it is time. အမေရိကမှာနိုးထားမဲ့အချိန်ရောက်လာ It is time for revival here in America. အမေရိကမှာဝိညာဉ်ရေးရမှာပျောက်ဆုံးဝိညာဉ်တွေဘုရားစီပြန်ရောက်မဲ့အချိန်ရောက် It လာ is ပြီ time for lost souls to return to the Lord. အသင်းတော်တွေပြန်နိုးထားမဲ့အ It ချိန် is ရောက်လာ time ပြီ for churches to be revived. လူမျိုးရေးတိုင်းတွေပြိုကျမဲ့အချိန်ရောက်လာ It ပြီ is time for walls of people to come down. လူငယ်တွေဘုရားဘက်ကိုပြန်လှည့်လာ It မဲ့ is အချိန် time for the ရောက် young လာ to ပြီ rise up. Amen. ပြောပါအချိန်ရောက်ပြီ Say, it is time. အာမင် Amen. ကျွန်တော်ဒီနေ့ကျွန်တော်ပြောမြင် That's why let me tell you today. ကျွန်တော်တို့ဘဝတစ်ခုချင်းစီတိုင်းမှာ In each and every one of our lives, ဘုရားသခင်ရဲ့အချိန်ကိုသိဖို့လို we need to know God's time. ဘုရားသခင်ကကဘာကြီးကိုအုပ်ချုပ်တဲ့အခါမှာ When God ruled this world, သူ့ရဲ့အချိန်ကာလတွေရှိတယ် He has His own time. ခမည်းတော်ရဲ့အချိန်ကာလရှိတယ် There's a season for the Father. အဲ့ခမည်းတော်ရဲ့ကာလမှာ And during that time of the Father, ဒီနေ့ဘုရားသခင်ခမည်းတော်ရဲ့အလုံးလုံးပုံကမတူဘူး His working is different. သူကဒီနေ့လူတွေနဲ့ဆက်ဆံတဲ့ပုံမတူဘူး Him interacting with people is လူ different. တွေကိုဥပဒေတွေပြည့်ညတ်တရားတွေနဲ့လူတွေနဲ့ထိတွေ့ဆက်ဆံတယ် He interacts with people through laws and regulations. နောက်တစ်ခါသားတော်ရဲ့ခေတ်ကာလရှိပြန်တယ် And there's a time of the Son. အဲ့ဒီသားတော်ရဲ့ခေတ်ကာလကြ And တော့ during that season, ဒီနေ့လူတွေမလိုက်လာနိုင်တဲ့ခမည်းတော်ရဲ့ဥပဒေပြည့်ညတ်ချက်တွေကိုသူကိုယ်တိုင်လိုက်လုပ်ပေးတယ် He Himself tried to fulfill all those laws that people could not follow. ခ
ခမည်းတော်ခေတ်ကာလမှာမဖြစ်တဲ့အရာအလုံးသားတော်ခေတ်ကာလမှာ All ဖြစ် the တာ things that did not happen during the time of the Son had fulfilled in him. ခမည်းတော်ခေတ်ကာလမှာ And during the time of the Father, ဖယားသခင်နဲ့မျက်နှာချင်းဆိုင်ဆုံဖို့ဆိုတာမဖြစ်နိုင် it is impossible to meet with God face to face. ဖယားသခင်နဲ့အင်မတန်ရင်းနှီးတဲ့မောရှေကခွင့်တောင်းတယ် Even Moses, who was so close with the Lord, asked him, ကိုရောရဲ့မျက်နှာကိုမြင်ခွင့်ပေးပါ Lord, let me just see your face. Show me your glory လို့သူတော Show င်းဆို me တယ် your glory, he said. ဘုရားသခင်ကပြောတယ် He said, God replied, မဖြစ်နိုင်ဘူး it's impossible. မင်းငါရဲ့ကြောကုန်းကိုပဲမြင်ရမယ် You will only see a glimpse of my back. အဲ့ဒါတော့မှငါ့ကိုမြင်တဲ့သူအလုံးကသိမယ် Even then, whoever sees me will die. ဒါတော့ဘုရားသခင်နဲ့အနီးကပ်ဆုံးလူတော်မှအကန့်အသတ်တွေရှိတယ် Even the closest man that is to God has limits. ဘုရားသခင်နဲ့လူဟာနီးစပ်ဖို့ဘယ်လို့မှမဖြစ်နိုင် It is impossible for us to be with God. ပြီးတဲ့အခါမှာအမြဲတမ်းဘုရားသခင်ကိုကြည့်တဲ့အခါမှာ Whenever we look at God, အမြဲတမ်းစိတ်ဆိုးဒေါသထွက်တယ်လို့ပဲခံစားစရာအများကြီးရှိတယ် there's so many things to be angry about. ဒါပေမဲ့ယေရှုခရစ်တော်ရဲ့ကာလ But during the time of Jesus, ခေတ်ကာလကမတူတော့ဘူး there was a different time. ဒီနေ့မောရှေတောင်းဆိုခဲ့လို့မမြင်ခဲ့ရတဲ့ဘုရားရဲ့မျက်နှာတော် The face, the glory that Moses asked for သားတော်ယေရှုကလူတိုင်းမတောင်းဆိုဘဲနဲ့ယူဆောင်လာတယ် was brought by Jesus to each and every one of us. ခမည်းတော်ရဲ့ဘုံကို The glory of the Father တပါးဒီတော်သားတော်ကထင်ရှားစေ is brought by the only Son. ဒီနေ့မောရှေတောင်းဆိုတာတော့ဓမ္မဟောင်းကျမ်းမှာမရခဲ့ဘူး Moses asked in the Old Testament, but he did not receive. ဓမ္မသစ်ကျမ်းမှာဘယ်သူမှမတောင်းဆိုဘူးဒါပေမဲ့ဘုရားသခင်ကယေရှုအပြင်အဲ့ဒီအခွင့်အရေးကို But ပေး in တ the ယ် New Testament, nobody asked for, but everybody received. ကြောင့်အချိန်ကာလမတူဘူး It was a different time. အချိန်ကာလနဲ့ပတ်သက်ပြီးတော့ဒီမှာရှိတဲ့သူတွေသဘောပေါက်အောင်ကျွန်တော်ရှင်းပြခြင်းတယ် Let me explain to you what time is. ဒီမှာအသက်40အထက်တွေဘယ်နှယောက်ရှိလဲ How many of you are above 40 in this room right အော် now? ကျေးဇူးတင်တယ်ဘုရားကောင်းကြီးပေးပါစေ May God bless you. 40အောက်တွေဘယ်လောက်ရှိလဲ How many of you are under 40? ဟောမ40အောက်တွေကျွန်တော်နဲ့အတူတူအဖွဲ့တွေအများကြီးရှိသေးတယ် Oh, you guys are same as me. အဝိအစားမှလည်းခေတ်ကာလရှိတယ် You know, fashion also have its time and seasons. ကျွန်တော်တို့ငယ်ငယ်တုန်းက When we were younger, ဘလို့အဝိအစားတွေခေတ်စားလဲဆိုရင် no, the most popular fashion at that time was, ခေါင်းလောင်းဘောင်းမီတွေ you know, ခေတ်စား bell တယ် bottoms. They're very, very popular. အောက်မှာအကုန်ကျက်ပြီးတော့ It was tight in your thighs ပြီးတဲ့အခါ and your အောက် whole မှာ leg. အောက်မှာအကုန်ကားသွား And then, it is a bell at the bottom, အဲ့ဒီခေါင်းလောင်းဘောင်းမီခေတ်ကို How, မိတဲ့သူဘယ် how နှယောက် many ရှိ of လဲ you remember that? အော်တချို့မိသေးတယ် some of you remember လ it. မ်းလျှောက်ရင်ခေါင်းလောင်းတီးတယ်လို့ပဲ When you walk, it's like you're ringing a bell with your feet. အော်ကျွန်တော်တို့ဆိုအဲ့လိုဘောင်းမီမဝေးရလို့တော်ခံစားတယ် I felt so bad when I was younger that I could not wear those kind of pants. အမေတွေကမဝယ်ပေးနိုင်လို့ Because my mom couldn't buy it for me. ကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင် What I had to do was, ရှိပြီးသားဘောင်းမီတွေကို the pants that I already had, အချုပ်ဆိုင်မှာသွားပြီးတော့အစထပ်ထိုးခိုင်းရတယ် I asked, the seamstress to add more stuff down there. ဘာဖြစ်လို့လဲဆိုတော့အောက်မှာအဲ့လိုပွားပြီးခေါင်းလောင်းဘောင်းမီနဲ့သွားတာ I wanted big down there, အရာခင်မိတယ်လို့ခံစား I really like that. နောက်တော့ခစ်ကပြောင်းသွားတယ် And then the season changed again. အဲ့ဒီခစ်ကဘာခစ်လဲဆိုရင် And that season is that ဘောင်းမီအပွားကြီးတွေဝတ်တဲ့ခစ်ဖြစ်တယ် baggy jeans. အခါတဲ့ပွားပွားကြီး Oh, တွေ they like all them baggy ဘယ် pants. လောက်တောင်ပွားလဲဆိုတော့ဒီဘောင်းမီကဒီနားမှာဖြစ်နေ You တယ် know how baggy it is? The pants are like down here. အိုးအပွားကြီးတွေဝတ်ပြန် Oh, ရော they like those baggy pants. အဲ့ဒီကာလမှာခေါင်းလောင်းဘောင်းမီဝတ်တဲ့သူတွေကလုံးဝကြံခဲ့ပြီ Everyone who wear bell bottoms back at that time are like so last လူ season. တိုင်းကတခါတည်းအဲ့အပွားကြီးတွေဝတ်ကြတယ် Everybody is wearing baggy ဟာ pants. အဲ့ဒါပြီးတော့နောက်ခစ်ကထပ်ပြောင်းပြန် And then time changed again. အဲ့ဒီကကျတော့ဘာလဲဆိုတော့ slim fit တွေခစ်စား And at that time, it's slim fit. ဟိုအားလုံးချက်ထိုး Everything နေတာ is fit to right to your body. ဘယ်လောက်တောင်ချက်တယ်လဲဆိုရင် You know how much tight it is on your body? ပြန်ချွတ်ဖို့တဲ့လူတစ်ယောက်လူတယ် Somebody needs to like take it off of ဟို you. တစ်ယောက်ကအဲ့ဘောင်းမီကိုချွတ်ဖို့တဲ့ဆွဲပေးရ Somebody တယ် is like pulling the pants off of your body. ဟိုကျွန်တော်တို့လည်းသူများခစ်ထားတယ်ဆိုတော့ကျွန်တော်တို့လည်းဝေးရတယ် I also wear it because it was in season. ကောင်းရင်ထုတ်လို့ပဲ I felt like I was being tight bound by ပြန်ချွတ် corsets. ကနေမှမိန်းမကိုပြန်ဆွဲခိုင်းရတယ် I asked my wife to like take it off of me. အဝိစားမှလည်းသူခစ်နေသူပဲ Clothes have their own seasons. ပုံစံတွေလည်းသူခစ်နေသူပဲ Fashion changed ဘု through ရားသခင်မှ seasons. လည်းသူခစ်သူရှိတယ် God also have his own ခမည်း seasons. တော်ခစ်ရှိတယ် There is a season of the Father. There's a season of the အ Son. ခုကျတော့အဲ့သားတော်ဟာကျွန်တော်တို့အသေးခံပြီး And တော့ now that Son has died for us 3ရက်မြောက်သောနေ့မှာထမြော and က် have သွား risen 3 days after. အဲ့ဒီယေရှုခရစ်တော်ဘုရားဟာ That Jesus Christ, သူ
ကောင်းကင်တက်သွားပြီးတော့ went up to heaven မကြာခင်မှာတန်ရှင်းသောဝိညာဉ်တော်ကိုဒီလောကကိုဆင်း and တယ် sent down the Holy Spirit down to this earth. ပင်တေကုတ်တေနေ့မှာတန်ရှင်းသောဝိညာဉ်တော်ကမြေကြီးပေါ်ဆင်းသက် During လာ the day of Pentecost, the Holy Spirit came down on this ပင်တေ earth. နေ့ကနေစပြီးတော့ဒီနေ့အထိ From there until တ today, န်ရှင်းသောဝိညာဉ်တော်ရဲ့ခေတ်ကာ it လ is ဖြ the စ်တယ် season of the Holy Spirit. တန်ရှင်းသောဝိ It ညာဉ် is တော် the ရဲ့ခေတ်ကာလ season of ဖြစ် the တယ် Holy Spirit. ကြောင့်ဝိညာဉ်တော်ရဲ့ခေတ်ကာလ That's why the season of the Holy တတိအဖြစ် Spirit, ပြောရင် in another way, ယေရှုတော်ကာလရဲ့အမြင့်ဆုံးကာလဖြစ် it is the peak of a grace season. ခမည်းတော်ဟာ The Father လူတွေနဲ့အဝေးကြီးမှာရှိတယ် stays far away from human. ယေရှုခရစ်တော်ရဲ့ခေတ်ကာလမှာ During Jesus, လူတွေနဲ့နီးနိုင်သမျှနီးအောင်လာတယ် He tried to mingle amongst us. ဒါပေမဲ့ပြဿနာကဘာလဲ Well, what's the problem? ယေရှုဟာမြန်မာပြည်မှာရှိရင် US မှာမရှိနိုင်ဘူး But Jesus cannot be in Myanmar if he's in US. ယေရှုဟာစင်ကာပူမှာရှိရင်မလေးရှားမှာမရှိနိုင် If ဘူး he's in Singapore, he cannot be in Malaysia. ဒါပေမဲ့ယေရှုကောင်းကင်တက်ကြွသွားပြီးတဲ့နောက်ပိုင်း But မှာ the moment Jesus went up to heaven, တန်ရှင်းသောဝိညာဉ်တော်ဟာလောကကြီးကို the ရောက်လာ Holy Spirit came onto this earth. အဲ့ဒီဝိညာဉ်တော်ဟာ And that Holy တစ် Spirit, ချိန်တည်းမှာ it just all simultaneously, နေရာတိုင်းမှာရှိ and နိုင်တယ် everywhere he is at လူ once, တိုင်းနဲ့ရှိ he is နိုင်တ with ယ် everybody. အဲ့ဒါကတကယ်ကြီးမားတဲ့ဖခင်ရဲ့မျက်နှာသာဖြစ်တယ် That is the true favor of God. နောက်တကအဲ့ဒီဖခင်ဟာ That God, အဝေးကြီးမှာရှိတာမဟုတ်ဘူး he's not in a faraway အပြင် place. မှာရှိတာမ He's ဟုတ်ဘူး not အဲ့ outside. ဒီတန်ရှင်းသောဝိညာဉ် That တော်ဟာ Holy Spirit ယုံတဲ့သူရဲ့အ is ထဲမှာ with ရှိ each တယ် and every believer. ပြောပါငါအထဲမှာ Say ရှိတယ် he's in me. ကြည်ကြပြောပါငါအထဲမှာ Say ရှိ it တယ် louder, he's in me. လက်ကုပ်တီးပါအဲ့ဒီ Let ဖ us ခင် praise the Lord. ကြောက်ဒီနေ့ဖခင်ရဲ့မျက်နှာသာကြောင့် That's why, by the favor of God, ခမည်းတော်ခင်မှာဖခင်နဲ့ဝေးခဲ့တယ် during the season of the Father, we were far သား apart တော်ခင် from မှာ the Lord. ဖခင်နဲ့ပိုနီးလာတယ် During the season of the Son, He mingles amongst us. တန်ရှင်းသောဝိညာဉ်တော်ခင်မှာ And during the time of the Holy Spirit, ကဘာပေါ်မှာဖခင်နဲ့လူအနီးဆုံးကာလ it is the time where God and us can be the most closest to each other. အထဲထဲမှာလာခြင်း He comes inside of us. သင်ရဲ့အထဲထဲမှာခြင်းဝင်တယ် He comes inside of you. သဘောမပေါက်သေးဘူးသင်ရဲ့အထဲထဲမှာ You don't understand. He is inside of you. အချိန်မောင်းများစွာ prophet တွေကကောင်းကင်ကိုမြင်ခဲ့တယ် So many times the prophets have seen heaven. ယောဟန်ဆိုရင်သူကောင်းကင်ကိုပွင့်ပြီးတော့ကောင်းကင်ကိုသူမြင်တယ် Apostle John saw heaven opened up to him. ဗျာဒိတ်ကျမ်းကိုကြည့်တဲ့အခါမှာ When you look at the whole book of Revelation, ကောင်းကင်မှာပလင်နှစ်ခုရှိတယ် there's 2 thrones in heaven. ခမည်းတော်ရဲ့ပလင်ရှိတယ် The throne of the Father, ညာဘက်မှာသားတော်ယေရှုရဲ့ပလင်ရှိတယ် and on the right hand, his son, Jesus Christ, sits on that ခမည်း throne. တော်ရဲ့ပလင်ရှိတယ် The throne of the Father သားတော်ယေရှု and the throne of the Son. ကျွန်တော်တို့ကိုယ်ွယ်တဲ့ဘုရားကသုံးပါးပေါင်းတစ်လုံးတစ်ဝါတည်းဖြစ်တယ် And the God that we worship is 3 in 1. ဒါဆိုကောင်းကင်မှာဘာဖြစ်လို့ပလင်သုံးခုမရှိတာလဲ So why is there not 3 thrones up in heaven? တကယ်ဆိုရင်ကောင်းကင်မှာပလင်သုံးခုရှိ There တာ must be 3 thrones up in heaven. ခမည်းတော်ရဲ့ပလင်ရှိတ The ယ် throne of the Father, သားတော်ရဲ့ပလ the င်ရှိတယ် Son, ဘာဖြစ်လို့ဝိညာဉ်တော်အတွက်ပလင် then ရှိ where လဲ is the Holy Spirit? ကောင်းကင်မှာဝိညာဉ်တော်ရဲ့ထိုင်တဲ့ပလင်မရှိဘူး In heaven, there is no throne for the Holy Spirit to ဘာဖြစ်လို့ sit. ကောင်းကင်မှာဝိညာဉ်တော်ရဲ့ပလင်မရှိဘူး Why isn't there a throne for the Holy Spirit in the heaven? အဲ့ဒီဝိညာဉ်တော်ဟာကောင်းကင်ရဲ့ပလင်မှာမထိုင်ဘူး He does not sit on the throne of the heaven, လူတွေရဲ့နှလုံးသား but ပလင်မှာပဲ sits ထို in င် your hearts. ကြောင့်ကောင်းကင်မှာဝိညာဉ်တော်အတွက်ပလင်မရှိဘူး That's why there is no heaven. There is no throne up in heaven. မြေကြီးပေါ်မှာယုံတဲ့သူတိုင်းရဲ့နှလုံးသားဟာ Each and every hearts of the believers တန်ရှင်းသောဝိညာဉ်တော်ရဲ့ are His throne. ပလင်ဖြစ်တယ် He sits upon it. လက်ခုပ်တီးပါဦးအဲ့ဒီ Let ဘု us ရား praise the Lord. အကြောင်းဒီနေ့လောကကြီးမှာသင်တဲ့ကျွန်တော်ဟာ That's why you and I on this earth, အဲ့ဒီဘုရားသခင်ကျင်းဝတ်တဲ့ပလင်ဖြစ်လာတယ် it is a throne for the Holy Spirit to come and sit. အဲ့ဒါကမျက်နှာသားရဲ့တကယ်အကြီးဆုံးအ It ပိုင်း is ပဲ the biggest favor that we ever receive from the မျက် Lord. နှာသားဆိုတာက The favor is အဲ့ဒီ that ဘုရားဟာ that God, အမြင့်ဆုံးဘုရားဟာ that highest God, သင်နဲ့ကျွန်တော်ကိုအကြည့်ရှုကြွလာခြင်းဖြစ်တယ် came for us သင်နဲ့ကျွန်တော်နဲ့အနီးကပ်ဆုံးအသက်ရှင်ခြင်း so ဖြစ်တယ် that He could live with us. ကြောင့်စာလန်ဆရာကပြောတယ် Psalmist says, ဒီချိန်ကမျက်နှာသားခံစားမယ်ချင်း It is time for favor. ဘာဖြစ်လို့လဲဆိုရင် Why? အမြင့်ဆုံးဘုရားဟာ Because the highest God
သူတို့လူမျိုးတွေအတွက် for his people. ကြီးမားတဲ့အမှုတွေပြုဖို့အတွက် It is time to do big things for his people. လှုပ်လာတယ် He will start working. အခုဒီပြီးအဲ့ဒီ Let us praise the Lord. တခြားစဉ်းစားစီခြင်းတယ် I want you to think carefully. ကျွန်တော်ဒီအချက်ကိုရစီခြင်း I want you to really get this point. ဒီအချက်ကိုသဘောပေါက်စီခြင်း I want you to truly understand this point. ယုံကြည်သူတွေကဘုရားရဲ့မျက်နှာတော်ကိုသဘောမပေါက်တဲ့အတွက် Because believers do not understand this favor of God. ငါတို့ဒီငွေကြေးပြဿနာကလွတ်မြောက်ဖို့တဲ့စူးစမ်းရမယ်လို့ပဲ I have to try so hard to be free from this financial problem. ဒီအရေးချင်းရှိမှပဲငါဒီဘဝအောင်မြင်နိုင်မယ် I can only be successful if I only have this talent. ပတ်စံမလောက်ရင် Oh, if you don't have enough money. အလုပ်တစ်ခုကနေငါနှစ်ခုပို့လုံးမယ် Oh, I will work one job from 2 jobs. ဒါကြောင့်ငါတစ်ခုကနေနှစ်ခုလုံးရင်တော့ငါပို့လောက်ပြီလို့ထင် Oh, တယ် if I have 2 jobs, maybe I'll have enough. ကျွန်တော်ပြောပြစီ Let me tell you. တစ်ခုကနေနှစ်ခုမဟုတ်ဘူး Let's not talk about just 1 job or 2 သင် jobs. 24နာရီလုံးရင်တော့ Even if you work 24 hours a day, သင်အဲ့ဒီငွေကြေးဆိုင်ရာလွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်ဘူး it is impossible for you to be free from that financial problem. အခုကမ္ဘာမှာစီးပွားရေးစစ်ပွဲတွေဖြစ်လာတယ် Now there is business war in the whole world. တခြားနောက်တော့မှာ I want you to listen ကမ္ carefully. ဘာကြီးတစ်ခုလုံးကအခုလှုပ်နေတယ် Right now, the whole world is shaking. မြန်မာပြည်မှာဆိုရင်အခုမနေ့ကတစ်ရက်ထဲမှာ Just in yesterday in Myanmar, 36ကြိမ်ငလင်လှုပ်တယ် there 36 times there was an earthquake. 36 times. ဒီမနေ့လည်းလှုပ်နေသေးတယ် This morning there was an earthquake နေ့လည်း there, လှုပ်နေသေး and တယ် during the afternoon it was still doing it. 14ရက်နေ့တစ်ရက်ထဲမှာ In just one day, that is the 14th ကမ္ဘာ yesterday, တစ်ခုလုံးမှာငလင်လှုပ်တာယာနဲ့ချီရှိတယ် there are hundreds of earthquakes around the world. ဒီအရာတွေကဘုရားသခင်ရဲ့ signs တွေဖြစ်တယ် These are the signs of God. စီးပွားရေးစစ်ပွဲတွေဖြစ်တယ် Oh, there are business wars, မကြခင်မှာကုန်စည်နှုန်းတွေတက်လာလိမ့်မယ် and soon there will be inflation. 2026ကို In 2026, prophet တော်များများကဘယ်လို prophet ပြုလဲ a lot of prophets have prophesied 2026 thus ကမ္ဘာကြီးတစ်ခုလုံးကအစာခေါင်းပါခြင်းနဲ့ရင်ဆိုင်မယ် The whole world will face with famine. ဒီနေ့ကျွန်တော်တို့ရဲ့အလုံးလုံးချင်းကအဖြေမဟုတ်ဘူးဆိုတာသိစေ I want you to know that what we work for is not the answer. မကြခင်မှာ AI နဲ့စက်ရုပ်တွေကလူတွေကိုအစားထိုးလာမယ် Soon the AIs are going to replace the people. အခုကျွန်တော်တို့ Uber မောင်းပြီးဝမ်းမြောက်နေပြီမယ် You know, yeah, you may be driving Uber right now and be having fun with it. မကြခင်မှာမောင်းသူမဲ့ကားတွေဟာလူတွေနေရာမှာအစားထိုးလာ Soon self-driving cars are going to replace those people. Tesla ကမောင်းသူမဲ့ကားတွေကျင်ညာတယ် Now, Tesla is doing those self-driving cars. လာမယ့်9နှစ်အတွင်းမှာ In the next 5 years, မောင်းသူမဲ့ကားတွေကလူတွေကိုအစားထိုးလာမယ် those self-driving cars will replace the people. ကုမ္ပဏီတွေကလူတွေကိုခွဲမပေးချင်တော့ Companies wouldn't want to give it to people no more. အခု Uber သမားတွေကငါတို့40%ရတာနဲတယ်ဆိုပြီးတော့အသိစိတ်တမကြနဲ့ And you know, you may be complaining, oh, I only get 40% in this Uber. Do not feel sad because of that. မကြခင်မှာတပြားမှမပေးရ Soon တဲ့ you will get မောင်းသူ 0%. မဲ့တွေအစားထိုးတော့မယ် They're going to replace you with စ self-driving က်ရုံတွေ cars. မှာစက်ရုပ်တွေအစားထိုးတော့မယ် In the factories, robots are going to take ကြောက် over. လူစူးစမ်းမှုနဲ့ဘလောက်ပဲစူးစမ်း However much you try, ဒီခက်ခဲမှုနဲ့ဒီခေါင်းပါမှုကိုကျွန်တော်မကြော်နိုင်ဘူး we will not be able to go through this circumstance. ဒီလောကကြီးမှာမျက်ရည်ကျစရာတွေကပုံများတဲ့ There များလာ are so many things that you need to have tears for in this world. ယောဂတွေပုံများလာ There's so many diseases. There's so many bad news. ပြဿနာတွေ There's so ပုံ many များလာ problems. ငွေကြေးစိတ်ခေါ်မှုတွေ There's so many financial things that are going on. ပဲကျွန်တော်ပြောပြရစီ But let me tell you, ယုံကြည်သူတွေဒီနေ့ကြည်ညာရမှာက the thing that we need to declare, ငါအလုပ်ပို့လုံးမယ်ဆိုတာ it is not, I will work more. ဘုရားရဲ့မျက်နှာตาငါအပေါ်မှာပို့ထင် But ရှား you မ need to ယ် declare God's favor is upon me. ဒီကာလဟာငါမျက်နှာตาခံစားတဲ့ကာလဖြစ် It တယ် is time for God's favor upon me. ဘယ်နှယောက်ကယုံပါ How သလဲ many of you believe God's favor is ကျွန် upon တော်ကြည်ညာတယ် you? Let me declare it ဒီ upon revival you. ကကြည်ညာတယ် I will declare over this အ revival. မေရိကမှာရှိတဲ့ယုံကြည်သူတွေ Everyone, believers in အချိန် America, ရောက်ပြီ it is time. မျက်နှာตาရမယ်အချိန်ရောက် It ပြီ is time for favor. ကြည်ကြဲလေး Say it louder. အချိန်ရောက်ပြီ It is time. ကြည်ကြဲလေး Louder. It is လက် time. ကုပ်တီးပါဦး Let's praise the Lord. စာလံ30ငွေ9ကိုကြည့်အောင် Let us look at Psalms 30, verse 5. စာလံအခန်းကြီး30
Psalms 30, verse 5. အငယ်ငါကျေးဇူးပြုပြီးတော့ဖတ်ပေးစီခြင်းနဲ့ အကြောင်းမူကားကိုရော၏အမျက်တော်သည် ပြလေးပိုင်အားလုံးတူဖတ်ရအောင်ရမလားဟယ်လိုရမလားဝါအဲ့တော့မျက်နှာသာရမယ့်အချိန်ရောက်လာပြီမြန်ဖတ်ရအောင်ဒီနေ့တော့ အကြောင်းမူကား အမျက်တော်သည် ခ ခ ဏ ဏ သာ ထွက်၏ယေရှုတော်မူကား တစ်သက်လုံးတည် တစ်ပတ်လုံး တည် ညဥ်ရ၌၌ဟိုကျွေးခြင်းသည်လာ၍တဲခို၏ For his anger is but for a moment. His favor is for life. Weeping may endure for a night, but joy comes in the morning. ဒီမှာဆာလန်ဆရာဘာပြောလဲ What the psalmist says in here. အမျက်ကခဏပဲထွက်တယ် His anger is for a moment. ဘုရားသခင်စိတ်မဆိုးဘူးလား Does God not get angry? ဆိုးပါတယ် Yeah, he gets angry. ဒါပေမဲ့အဲ့ဒီစိတ်ဆိုးတာက But that anger ခဏပဲ is just for a moment. ဒါပေမဲ့အဲ့ခဏတောင်မှ But even in that moment, ယေရှုတော်ကာလမှာမဟုတ်ဘူး it is not at a time of grace. ပညာတရားကာလ It မှာ was ပဲ a time of the law. ဒီနေ့ယေရှုတော်ကာလမှာက Now in a season of grace, ဘုရားသခင်ရှိကထွက်လာတာက the thing that comes out of God, အင်္ဂလိပ်ကျမ်းစာမှာအရန်သဘောကျတယ် I really like what it says in here. favor လို့ရေးတယ် His ဒီ favor. နေ့ယေရှုတော်ကာလမှာက During this season of grace, ဘုရားသခင်ကကျွန်တော်တို့ကိုတစ်သက်လုံးခံစားစေတာကမျက်နှာသာဖြစ်တယ် his favor is for life. မစိုးသဘောပေါက်လာပြီ I feel like you're starting to understand. ဒီနေ့လူတော်တော်များများကဘယ်လိုထင်လဲ You know, some of us think, ဘုရားကြောင့်လာရင်လည်းငါ့ကိုဘုရားစိတ်ဆိုးနေတယ်လို့ထင်တယ် oh, God is angry at me even if I come to church. အရှိကိုတော့မလာရဲဘူး Oh, you don't even dare come to the front. ဘုရားသခင်မိုးကြိုးပစ်ချမှာကြောက် Oh, လို့ you're scared that God's going to send down lightning အ on မြဲ you. တမ်းနောက်ဆုံးမှပဲထိုင်နေ Oh, you sit at the very ဟာ back. ကိုယ့်ရဲ့အမားတွေကိုပဲတတိယ Oh, you only remember what you did wrong. ဘုရားသခင်စီလာရင် When you come to God, သင်သိရမှာပဲဗျာ there's something that you need to know. ဘုရားသခင်သင်ကိုစိတ်ဆိုးခဲ့ရင်တောင်မှ Even if God has been angry with you before, အဲ့ဒါကခဏပဲ that was only for a အဲ့ဒါ moment. ကပြီးခဲ့ပြီ That is already done. အခုသင်နဲ့အတူပါတာက Now the thing that is with you, ဘုရားရဲ့အမျက်တော်မဟုတ် it ဘူး is not the anger of ဘုရား God. ရဲ့မျက်နှာသာဖြစ် It တယ် is the favor of အ God. ခုသင်ဒီမှာထိုင်နေတာက The reason why you're sitting ဘုရား here, ရဲ့အမျက်တော်အောက်မှာမဟုတ် you ဘူး are not sitting under the anger ဘု of ရား God. ရဲ့မျက်နှာသာအော You က်မှာ are ဖြစ်တယ် sitting under the favor of God. လက်ခုပ်တီးပါလိ Let ဘု us ရား praise the Lord. အဲ့တော့အဲ့ဒီမျက်နှာသာကကျွန်တော်တို့ကိုဘာလုပ်ပေးလဲ That favor, what does it do for us? ကျန်တဲ့နောက်မှာ I want you to listen carefully. ကျွန်တော်ဒီမနေ့အရှိကြီးဟောမှာမဟုတ်ဘူး I'm not going to preach long this morning. ဘယ်နဲ့ဆူတောင်းခြင်းအချိန်ယူမယ် I'm going to take time praying for you guys. ကျွန်တော်မှဒီမျက်နှာသာနဲ့ပတ်သက်ပြီးပြောစရာအများ I ကြီး have so much to say about this ဒါ favor. ပေမဲ့ကျွန်တော်ဆူတောင်းခြင်းကိုပို့ယူစေချင်တယ် But I want to take more time in prayer. မျက်နှာသာကဘာလုပ်ပေးလဲ What does favor do? ညဦးရန်၌ငိုကြွေးခြင်းသည်လာ၍တဲခို၏ Weeping may endure for a night. ညမှာဘာလုပ်လာလဲ What do you do at night? ငိုကြွေးခြင်းရောက်လာတယ် Weeping comes. ဝမ်းနည်းခြင်းရောက်လာတယ် Sadness. တခါတလေစာတန်ရဲ့တိုက်ခိုက်မှုရောက်လာ And sometimes the attacks of the devil. အလုံးသိပါတယ်ညအချိန်မှောင်မိုက်ကြီးစိုးတဲ့အချိန်မှာ We all know that that is his time. စာတန်ကကျွန်တော်တို့ဘဝကိုအဲ့မှောင်မိုက်ထဲမှာအဆုံးသတ်ဖို့ရောက်လာတယ် God, the devil will come to end your life in the လာ night. တိုက်ခိုက်တယ် It will come and လာ attack. ပြီးကျွန်တော်တို့ကိုဆွဲချ It ဖို့ will ကြိုး come to စားတယ် drag us down. ဒါပေမဲ့ကျွန်တော်တို့ဘဝမလဲသွားဘူး But our life will not fall down. မငိုဘူးတာမဟုတ်ပါဘူး It is not that we have not cried ဝမ်းမ before. နေတာမဟုတ်ပါ It ဘူး is not that we have not been sad ဒါပေမဲ့ before. အဲ့ဝမ်းနေခြင်းက Even in that ကျွန်တော် sadness, တို့ဘဝမှာအကြာကြီးယူသွားစရာမလို it ဘူး does not take forever or a lifetime. စာလန်ဆရာကဘာပြောလဲ The psalmist says, ညမှာကျွန်တော်ခဏငိုခဲ့ဘူးရင်တောင် weeping may endure the night. ညမှာမျက်ရည်ကျခဲ့ရရင် Even if တောင် I had to tear up at night. ဒါပေမဲ့နက်နက်ချိန်မှာ But when morning comes, မငိုတော့ I no longer have to မနက် cry. အချိန်မှာ In the morning, တချင်းဆိုတဲ့သူဖြစ်လာ I တယ် sing out to the Lord. တချင်းဆိုတဲ့သူဖြစ် It လာတယ် is a time for me to sing. ဘာဖြစ်လို့လဲ Why? ဖယားသခင်က God, သင်ရဲ့ဘဝကို start doing နာယီပိုင်းအတွင်းမှာ something in your life. သူ့ in ရဲ့ just မျက်နှာသားဟာသင်ဘဝထဲမှာနေရာယူတာဖြစ်တဲ့အတွက် a few hours with His favor. မျက်နှာသားရှိတဲ့သူတိုင်းဟာ People who has a favor, မှတ်ထားပါ I want you to ဖယား remember, မျက်နှာသားနဲ့သွားတဲ့သူတိုင်းဟာ each and everyone who
goes with the favor of ငို God. ကြွေးခြင်းအားလုံးကိုတခြင်းဆိုခြင်းဖြင့်ပြောင်းခွင့်ရှိတယ် You have a chance to turn mourning into dancing. အမြဲတမ်းနဲ့တိုင်းမှာဂရုဏာတော်အသစ်ရောက်လာတဲ့အတွ New က် grace and mercy shall come to you each and ဖ every ယားသ morning. ခင်ရဲ့မျက်နှာသားအသစ်ရောက်လာတဲ့အတွက် Because new mercy comes to you every မ morning. နေ့ကပြဿနာအားလုံးဟာ All the problems of yesterday, ပြည်လေစေတဲ့မျက်နှာသားကပြောင်းပြန်လာမလိုက် His favor changed it. ဖယားသခင်တင်ပေါ်မှာမျက်နှာသားအသစ်ချပေးပါစေ That's why may God put new ဂ favor ရုဏာ upon တော် you. အသစ်ချပေး May ပါစေ God put new mercy မ upon you. နေ့ကဘလောက်ပဲကြီးတဲ့ပြဿနာပဲဖြစ်ဖြစ် However big the problem was ဒီမ yesterday, နက်မှာ this morning, အဲ့ဒီပြဿနာအတွက်အဖြေရောက်လာပြီ there's an answer for that problem. လက်ကုပ်ဒီပါဒီ Let ပြော us င်း praise the Lord. မျက်နှာသားကဘဝကိုပြောင်းပြန်လာမလိုက်နဲ့ That's why favor changed people's lives. ဘယ်အတွင်းမှာပြောင်းပြန်လာတာလဲ How long does it take? နိုင်ဘိုင်းအတွင်းမှာ In ပြောင်း just ပြန် a လာ few hours, it changed your ပြောင်း whole လဲ life. ဖို့အတွက်နှစ်နဲ့ချီပြီးတော့အချိန်ယူစရာမလို You don't have to take a long time, years to change. ပြောင်းလဲဖို့အတွက်လနဲ့ချီပြီးအချိန်ယူစရာမလို You don't need to take months to change. ပြောင်းလဲဖို့အတွက်တစ်ပတ်လည်းအချိန်ယူစရာမ You လို don't need 1 week to change. မျက်နှာသားကတင့်ကိုအလင်းအမြန် Favor will speed up အပြောင်းလဲကိုဖြစ် and စေတယ် accelerate your change. ကြောက်လင်းမြန်ခြင်းတင့်ဘဝထဲမှာရောက်လာမယ် May that acceleration come into your life. ယုံကြည်တဲ့လက်ခုပ်တရား If you believe it, let us praise the Lord. Somebody shout hallelujah Hallelujah! Somebody shout hallelujah Hallelujah! လက်ခုပ်ဒီပါဒီ Let ပြော us င်း praise the Lord. အဲ့ဒီမျက်နှာသားက That favor အပယ်ခံရလို့မျက်ရည်ကျတဲ့သူကိုတကယ်ကိုအဓိကလူဖြစ်စေတယ် will turn weeping into joy. အားငယ်နေတဲ့သူကို Will turn weakness အားနဲ့ပြည့်ပြီးတော့တကယ်လူတွေအားကြရတဲ့သူဖြစ်စေ into strength. ဘယ်ဟာကပြောင်းလဲပေးလိုက်တာလဲ What change? မျက်နှာသားဖြစ်တယ် Favor. အဲ့ဒီမျက်နှာသား That favor သင်ပေါ်မှာရောက်လာပြီ is upon you today. ကျေပြောမယ် Say it. ပြန်ပြောမယ် I will say it even one more time. အဲ့ဒီမျက်နှာသား That favor သင်ပေါ်မှာရောက်လာ is coming upon you. ကျူးစားလို့လည်းမဟုတ်ဘူး It is not because you try so hard. တော်လို့လည်းမဟုတ် It is ဘူး not because you're so good. ဒီဆာလန်ဆရာကဒါဝိဒ်ကဒါကိုကောင်းကောင်းသိတယ် And David knows very well. သူလည်းတော်ထဲမှာပြဿနာပေါင်း16000နဲ့ရင်ဆိုင်ခဲ့ရ He had to face so many problems in the wilderness. သူ့ဘဝရဲ့ဝမ်းနည်းစရာအကောင်းဆုံးဟာ The saddest thing in his life သူ့ကိုမွေးထားတဲ့သူ့ဖခင်ကိုယ်တိုင်ကသူ့ကိုမေ့တာဖြစ်တယ် is his own father have forgotten him. သူ့ရဲ့ညီကိုမောင်နှမတွေကိုယ်တိုင်ကသူ့ကိုအထင်မကြီးဘူး His own siblings undetermines him, ဒီထဲမှာရှိတဲ့သူတွေ undermines him. Everybody in here. တင်းတို့မိဘတွေတင်းတို့ကိုမေ့တဲ့အချိန်ရှိလိမ့်မယ် There are times where your parents will မ forget ချစ် you. ဘူးလို့ခံစားတဲ့အချိန်ရှိလိမ့် You မယ် will feel like you will not love. တင်းတို့မောင်နှမတွေကတင်းတို့ကိုမယုံတဲ့အချိန်ရှိ You မ will ယ် feel like your siblings do not trust you. ဆာလန်ဆရာဒါဝိဒ်လည်းအဲ့လိုကြုံတယ် Even the psalmist David have ကျွန် faced တော်ကိုယ် that. တိုင်လည်းနှစ်ပေါင်းများစွာအဲ့ဒီအထဲမှာကြုံတယ် I myself has faced so many of that for ကျွန် many တော်ကိုမွေးတဲ့ years. ကျွန်တော်အဖေကိုယ်တိုင်ကျွန်တော်ကိုမယုံဘူး My own father who gave birth to me does not trust ကျွ me. န်တော်ညီကိုမောင်နှမတွေကိုယ်တိုင်ကျွန်တော်ကိုအထင်မကြီးခဲ့ My own siblings do not think of anything of me. အချိန်ပေါင်းများစွာအမှုတော်ဆောင်ခြင်းနဲ့ပတ်သက်ပြီးကျွန်တော်မျက်ရည်ကျခဲ့ရတယ် For many years, I've cried about this ministry. ကျွန်တော်စပြီးအမှုတော်ဆောင်တဲ့အချိန်မှာ When I first started getting into the ကျွန် ministry, တော်အေဝံဂေလိဟောပြီးပြန်လာတယ် I went to go preaching gospel and I came back လူငယ် home. တွေများစွာခရစ်တော်ကိုလက်ခံတယ် Many youth believed in the Lord. Many lost souls were saved. အဲ့နဲ့ကျွန်တော်အိမ်ပြန်ရောက်တဲ့အခါမှာ And when I came back home, ကျွန်တော်ဖေကအိမ်မှာထိုင်နေတယ် my father was sitting right in ဒီ front က of the ကျွန်တော် door. ကိုခေါ်တယ် He said, "Come. မင်းဘေးကလာတာလေ Where'd you come back from?" ကျွန်တော်အဖေကိုပြောတယ် I said to my dad, ဟာအဖေဒီနေ့ကျွန်တော်အေဝံဂေလိသွားဟောတယ် "Oh, Father, I went to preach the gospel လူ today. ငယ်တွေများစွာခရစ်တော်ကိုလက်ခံတယ် Many youth were saved. အော်အယံပျော်တယ် I was so happy. ကောင်းကင်နိုင်ငံမှာသူတို့နာမည်စင်းတွေပါသွားပြီ Oh, their names are up in heaven now." ကျွန်တော်ဖေကကျွန်တော်ဘာပြောလဲ You know what my father said to me? ကျွန်တော်ကတော့ကျွန်တော်အဖေပျော်မယ်လို့ထင်ခဲ့ I thought my dad would be happy. ကျွန်တော်ဖေကမပြောဘူး He's not happy. မင်းအဲ့လိုအတိတ်ပဲမရှိတဲ့အလုပ်တွေလုံးမဲ့အစား Instead of doing those useless work, အလုပ်တစ်ခုကိုကောင်းကောင်းလုပ်စီခြင်းတယ် I want you to do one stable job. ကျွန်တော်ဖေကအတင်းတော်လူကြီးပါ My dad is a elder of the church. အမေအုံနောက်ထဲမှာဘာသာရေးအတွေးခေါ်တွေနဲ့ပြည့်နေတယ် But he's filled with religion. ပျောက်ဆုံးဝင်းရင်ဖန်ဆီးတဲ့အလုပ်ထက် Instead of catching lost souls, ဟိုတယ်မှာဇပွဲထိုးဖို့အတွက်ကျွန်တော်ကိုအားပေးတယ် he wants me to be a waiter at a hotel. ကျွန်တော်ဖေကကျွန်တော်ပြောတယ် He said to me, မင်းဒီလိုမျိုး
တနေ့ကုန်ရှောက်သွားပြီးတော့အေးမရအဖတ်မရတွေလုံးမဲ့အစား You know, instead of just going around and doing nothing at all, ငါတငယ်ချင်းတယောက်ရှိတယ် I have a friend at the hotel. အဲ့ဒီတငယ်ချင်းကသူ့ရဲ့နေရာမှာစပွဲထိုးလို့ကိုမျိုးအလုပ်ထည့်ပေးလိမ့်မယ် You know, that friend will call you to be a bellboy at this hotel. စပွဲထိုးအလုပ်ကိုကျွန်တော်အထင်သေးတာမဟုတ်ပါဘူး It's not that I am belittling that အလုပ် job. တိုင်းကတန်ဖိုးရှိပါ And each and every job is very valuable. အဲ့ဒါကျွန်တော်အဖေကိုပြောတယ် But I said to my dad, အဖေ Father, ကျွန်တော်ဘုရားသခင်ကအမှုတော်မြတ်အတွက်ခေါ်တယ် God has called me for the ministry. แล้วကျွန်တော်ကဘာပေါ်မှာအလုပ်ရှိသမျှတဲ့အရေးအကြီးဆုံးဖြစ်တဲ့ဖခင်ရဲ့နိုင်ငံတော်အတွက်ကျွန်တော်လုပ်တယ် That's why I will only work for the kingdom of God. အဲ့ဒါကျွန်တော်ဖေကပြောတယ် And my dad said to me, ဒါဆိုမင်းတို့ဘယ်လိုထမင်းကျွေးမလဲ then who will feed you? မင်းပတ်စံလူကြီးဘယ်လိုလုပ်မလဲ What about money? မင်းတလားဘယ်လောက်ရမှာမလို့လဲ How much will you get each month? ကျွန်တော်သူ့ကိုပြောတယ် And I said to him, ဖခင်ယုံတဲ့အတိုင်းကျွန်တော်ကောင်းချင် God will provide me as I have faith ကျွ in. န်တော်ကိုးကွယ်တဲ့ဖခင်ကကျွန်တော်ကိုပဲထမင်းကျွေးမှာမဟုတ်ဘူးကျွန်တော်အပြစ်လူတွေကိုထမင်းကျွေးမှာ My God will not just feed me, but feed people through me. ကျွန်တော်ဖေကိုကျွန်တော်ပြောတယ် And I said that to my ဒီ father. ကျွန်တော်မျက်နှာကိုကြည့်တာ Look at my face. ဒီနေ့နိုင်ငံတကာမှာသွားပြီးယေရှုကြောင့်ပြောမယ် One day I'll go over the nations and preach the က gospel. ဘာပေါ်မှာအချမ်းသာဆုံးအမှုတော်ဆောင်ဖြစ်လာမယ် I will become the richest ကိုယ်ပိုင် minister လေးရ in င်း the နဲ့ world. ကိုယ်ပိုင်ကားတွေရှိမယ် I will have my own private jet and I'm going to have my own ကျွန်တော်အ cars. ဖြစ်လူတန်းပေါင်းများစွာထမင်းစားမယ် So many people will be able to eat because of me. ကျွန်တော်ဖေကအရန်ခွန်ရတယ် And my dad was so encouraged by that. အဲ့နဲ့ကျွန်တော်အိမ်ပေါ်မောင်းချ He လိုက်တယ် kicked me out of the house. ကျွန်တော်အသက်16နှစ်မှာလမ်းပေါ်ရောက်သွားတယ် I was on the streets at 19. လနဲ့ချီပြီးကျွန်တော်အိမ်သားတဲ့အိပ်ရတယ် For months, I had to sleep in the public ဟုတ် restroom. ပါတယ်ငိုကြွေးချင်းရောက်လာတယ် Yes, there was a time of အ weeping. ညာလုံးချင်ကြိုက်တယ် At night, there was mosquitoes everywhere. တနေ့ကုန်သူများသွားထားတဲ့အိမ်သားထဲမှာကျွန်တော်အိတ်ခဲ့ရတယ် In a public restroom where everyone does everything in there. သူများလုံးဝမသုံးတော့မှပဲကျွန်တော်အိတ်ထဲဝင်ပြီးတန်ရှင်းလုပ်ပြီးပစိုးလေးခင်းပြီးအိတ်ခဲ့ရတယ် You know, only when people are gone for the night, I go and clean and then lay my head down there. ဒီမှာအိမ်သားထဲမှာတော့မအိတ်ဘူးလောက်ဘူး I know some of you may not have slept in public restrooms before. မူးပြီးတော့အိတ်ဘူးရင်လည်းကျွန်တော်မသိဘူးပေါ့ Maybe if you've gotten drunk and, you know, passed out there, I don't know. မူးပြီးအိတ်ရင်တော့ခင်ဗျာဘာမှသိမှာမဟုတ်ဘူး If you went, you know, if you went drunk and passed out there, I don't know. မမူးပဲအိတ်ရင်တော့တော်တော်ခက်တယ် You know, but if you're sober and sleeping in that public restroom, it is very အိတ်ဖို့ bad. တော်တော်ခက်တယ် It is very ကျွန် bad. တော်ငိုခဲ့ရတယ် It was a time of weeping for me. ဒါပေမဲ့အဲ့ဒီငိုကြွေးခြင်းဟာ But that weeping, ခဏပဲ it was just for a ကျွန်တော် moment. အဲ့ဒီမှာအိမ်သားထဲမှာစက္ကန့်နေရင်းနဲ့ As I was praying to the ဆု Lord, တောင်းနေရင်းနဲ့ as I was praying to ရုပ် Him, တရက်ဝိညာဉ်တော်ကကျွန်တော်ရှိရောက်လာတယ် immediately the Holy Spirit comes to me. နာနဲ့ပဝင်းချင်းကနေမွေးကြိုင်တဲ့မျက်မှောက်တော်အနံ့ပြောင်း To သွား an တယ် atmosphere of just disgustingness to a fragrant atmosphere. ယူပါယုံနဲ့တစ်ခုပြီးတစ်ခုကျွန်တော်ရှိ And He ရောက်လာတယ် started showing me visions. ဘုရားသခင်ကပြောတယ် God says, မင်းမျက်ရည်တွေတုပ်လိုက်တော့ then wipe your ငါ tears. မင်းနဲ့အတူအလုပ်လုပ်မယ် I am going to work with မ you. င်းဘဝကိုငါပြောင်းပြန် I လာ am မယ် going to change your အခု life. အပေခံဘဝကနေပြီး From တော့ a life of a လူ DJ တွေအားကြခံတဲ့ဘဝကိုငါ to ပြောင်း a ပေးမယ် life where people want to be. လက်ကုပ်တီးပါဦး Let us praise the Lord. ဒါဝိဘဝမှာလည်းအဲ့လိုကြုံခဲ့တယ် David faced the same thing. ဓမ္မရာဆိုရင်ပထမဆောင်ခန်းကြီး16ကိုကြည့်တဲ့အခါမှာ When we look at ဓမ္မရာဆိုရင်ပထမဆောင်ခန်းကြီး16အငယ်9ကိုကြည့်အောင် 1 Kings, chapter 16, verse 5. တွေ့ရင်ဖတ်အောင်ရှမ်းသာပေးလျက်သာဝရဘုရားရစ်ပူဇော်ခြင်းကငါလာပြီမိမိတို့ကိုယေရှဲနှင့်သူ၏သားတို့ကိုတန်ရှင်းစေ၍ရစ်ပွဲသို့ခေါ်လေ And he said, peacefully, I have come to sacrifice to the Lord. Sanctify yourselves and come with me to the sacrifice. Then he consecrated Jesse and his sons and invited them to the sacrifice. ရှာမွေလအသက်တော်ဘုရင်ကိုဗိတ်သိဖို့တဲ့စီဘူးနဲ့ဘယ်လိုမျိုးရောက်လာတယ် Samuel came to Bethlehem to anoint a king. ဒီမှာဘာလုပ်လဲ What does he do? ကျမ်းစာတခြားပြောတယ် The Bible says, ယေရှဲနဲ့သူဤသားဒ
တို့ကို He invited Jesse and his sons. သူကယေရှဲကိုပဲခေါ်တာမဟုတ် He doesn't just call Jesse. ယေရှဲရဲ့သားအား He also called all his sons. ဖိတ်စာမာတွေက The moment the invitation came, ယေရှဲပဲလို့မရေးဘူး he didn't say just Jesse. ယေရှဲနဲ့သူ့ရဲ့သား He အား said လုံး Jesse and all his sons. သူ့မှာသား၈ယောက်ရှိတ He ယ် has 8 sons. ဒါပေမဲ့တကယ်အဲ့ဒီပွဲကိုရောက်လာတဲ့အခါမှာ But the people that actually came to that sacrifice 9ယောက်ပဲပါလာ is only 7 sons. 9ယောက်ပဲရောက် 7 sons. အဖေကိုယ်တိုင်က Even the father. ဒီလိုပွဲမျိုးကိုတွားဖို့အတွက်ဒါဝိဒ်ကိုမထိုက်တန်ဘူးလို့စဉ်းစားတယ် Have claimed David to be unworthy to even attend this kind of sacrifice. ငါသားအငယ်ဟာဒီလိုမျိုးပွဲမှာဝင်ဖို့အတွက်အစစ်မမီဘူးလို့အဖေကအဲ့လိုစဉ်းစား Even the father thought that David is not worthy enough to come to this kind of တ sacrifice. ကယ်လို့အဖေမေ့ရင်တော့မှအကိုတွေ9ယောက်တောင်ရှိတယ် You know, even if the father forgets that there are 7 brothers. အဲ့ဒီနေ့ကိုပြန်စဉ်းစားကြည့်ပါဦး If you think about that day, အကိုတွေအားလုံးကရှာမွေလာရှိတော့အဝတ်စားတွေလဲနေတ you ယ် know, all the brothers are changing to their best And clothes. that to they go account for with Samuel. They're wearing their အာ best လုံးက shoes. ရေမွေးတွေစွတ်တယ် You know, they're wearing their best ဒါ perfume. ပေမဲ့တောထဲမှာ But in the တရိ wilderness, ษံနေနဲ့ amongst the ကြားတွေ animals, ဝဝနေနဲ့လုံးပန်းနေရတဲ့ဒါဝိဒ်ကိုဘသူကမှတတိမရ while wrestling with bears and lions, nobody အရေးမ remembered ကြီးဘူး David. လို့တတ်မှတ်ခြင်း Everyone forgot about David. အဲ့ဒါနဲ့အဲ့ဒီပွဲနေ့ရောက်လာတယ် And then on that day of အားလုံး sacrifice, ကရှာမွေလာနဲ့တွေ့ကြတယ် everyone met Samuel. ရှာမွေလာက9ယောက်စလုံးအပေါ်မှာစီလောင်းဖို့ကြိုးစားတယ် Oh, Samuel tried to anoint all 7s. အကိုကြီးတွေ့တဲ့အခါမှာ He met the eldest son. ရှာမွေလာကိုယ်တိုင်ကဒီလိုဆင်ထင်တယ် Even Samuel himself thought, ဒါဖရားဗိတ်သိက်တဲ့သူ oh, this is a man of anointing. လောင်းဖို့ကြိုးစား As တဲ့ he အခါ was about to pour his ဘုရားသခင်က anointing. သူ့လက်ကိုတားတယ်အဲ့ဒါမဟုတ်သေး And then God stopped his hand and said, no, no, no.နောက်တစ်ယောက်ကိုလည်းလောင်းဖို့ And he ကြိုးစား tried the next one. ဘူး No. အဲ့ဒါနဲ့ပေရင်နဲ့နောက်ဆုံး9ယောက်စလုံးကုန်သွားတယ် After reject until the 7th son, all of them were gone. ရှာမွေလာလည်းနားမလဲဘူး And Samuel did not ဘု understand. ရားသခင်က9ယောက်စလုံးမဟုတ်ဘူးပဲပြောတယ် Why did God say no, no, no to all 7 of them? အဲ့ဒါရှာမွေလာကယေရှဲကိုမေးတယ် And Samuel asked Jesse, ဒါမင်းသားအကုန်မဟုတ်ဘူးလား is this not all your ငါ sons? မင်းသားအားလုံးခေါ်လာမယ်ငါမပြောဘူးလား I thought you were going to bring all your sons. အမမယေရှဲကအိုးတိုးထဲမှာတယောက်ကြံခဲ့တယ် Only then Jesse was like, oh, there's a guy in the wilderness. ကျွန်တော်ရဲ့အတွေးခေါ်ထဲမှာအဲ့ဒီသားတော့ဖျားမရွေးလောက်ဘူးထင်တယ် Oh, I thought that God would not choose him. ဒီမှာလာပြီးစားတော့ဖို့အတွက်မထိုက်တန်ဘူးလို့ထင်ခဲ့တယ် Oh, I thought he was unworthy to come and even eat here. तू ဟာတိုးထဲမှာတိုးတွေနဲ့ပဲတန်တယ်လို့ तू ထင်ခဲ့တယ် He thought that David deserves to belong in those animals. အငယ်7ရောက်လာတယ် But when verse 11 came, အားလုံးသူတို့ကဖတ်ရအောင် I want everyone to read together. တေးချာလေးဖတ်စီခြင်းတယ် Read properly on this အ one. ငယ်7ကိုဖတ်စီခြင်းတယ်အားလုံးတို့ကဖတ်ရအောင် တင်၌တားမရှိပြီလောဟုယေရှဲအားမေးလျင်ယေရှဲကအငယ်ဆုံးသောသားရှိပါသေး၏တိုးတို့ကိုထိန်ချောင်းလျက်နေပါသည်ဟုပြောဆိုတော့ရှမွေလကသူ့ကိုခေါ်စေခြင်းကလူကိုစေလွတ်ပါသူမရောက်မီပွဲတို့ဝင်၍မထိုင်ရဟုဆိုသည့်အတိုင်း So he asked Jesse, are these all the sons you have? There is still the youngest, Jesse answered. He is tending to the sheep. Samuel said, send for him. We will not sit down until he arrives. ဘာပြောလဲဒီလား What does Samuel say? တယောက်ပြီးတယောက်ဖိတ်သိပ်ဖို့ကြိုးစား After he tried to anoint one after the another. ကျန်တော့မှ I want you to listen carefully on this one. ဒီအကြောင်းကိုသင်သိတယ်ဆိုရင် If you understand this, သင်အတွက်ဖွင့်ပြချက်ရောက်လာတယ်ဆိုရင် when revelation comes to you အခု on this, ထိုင်နေတဲ့ကာလအတွင်းမှာ as you are sitting, အပြောင်းလဲတွေရောက်လာတယ် there will be changes. သင်ဘဝမှာအပြောင်းလဲတွေရောက် There လာ will တယ် be changes in your life. 9ယောက်စလုံးကိုပယ်ပလိုက်ပြီ Oh, God has rejected all 7 of them. အဲ့ဒါမကြံတော့ဘူးလားလို့မိတဲ့အခါ He said, is there no more? အမမယေရှဲတတိရတယ် And then only then Jesse အင understood. ယ်ဆုံးသားရှိသေးတယ် There is still the youngest. အဲ့ဒီအငယ်ဆုံးသားတော့ဟိုတိုးတွေနွားတွေကြောင်းနေတယ် Oh, but that youngest is, tending to the sheep. အဲ့ဒါရှာမွေလာကဘာလုပ်လဲ And Samuel said, သွားခေါ် go send for him. လူကိုစေလွတ်တယ် He said, send for him. ဒီမှာအယံကောင်းတဲ့စကားလုံးလေး And he said these words. तू မရောက်မီ We will not sit down
ပွဲသို့ဝင်၍မထိုင်ရဟု until he arrives. ဆိုသည့်အတာ He said that. သူ့ကိုမေးတဲ့အဖေနဲ့အကိုတွေကဘာလုပ်ရလဲ What does the father and the brothers that forgot him had to do? သမင်းစပွဲကြီးကပြင်ထားတယ် Oh, there's a feast prepared. အငွေတွေကထားနေတယ် Oh, there was just the တကုံ smell is လုံး so ကြော်တွေ amazing. ဝက်ကောင်လုံးကြော်တွေတစ်ခုပြီးတစ်ခုမြင်နေရ Oh, တယ် the food was there, the KFC, you know, the Chick-fil-A over there. အဲ့ဒါနဲ့ဒီမှာဘာပြောလဲ What does it say in here? အဲ့ဒီအငယ်ဆုံးသားမလာမချင်း Until that youngest arrive, ငါတို့တိတ်ရှောင်းမှမထိုင်ရ none of you will have to sit. တိတ်ရှောင်းမှမထိုင်ရ None of you will sit. အကို9ယောက်နဲ့အဖေကဘာလုပ်နေရလဲ Oh, all the 7 older brothers and the ရှောင်း father. လာကတလို့မပြောငါတို့ထိုင်ဆောက်ရအောင်မပြော Oh, Zebedee said, let us sit down and wait for him. အဲ့တော့ဒါဝိဒ်ကဟိုမှာတိုးကြောင်းပြီးလာတဲ့အခါမှာ Oh, as David came after tending to the sheep. အကို9ယောက်နဲ့အဖေပေါင်း10ယောက် Oh, 8 people, 7 brothers and his father. ဒီဘက်မှာ4ယောက်ဒီဘက်မှာ4ယောက် There's four on one side. ဟိုဘက်ထိပ်မှာရှာမွေလာ And at the top is Samuel. လူ9ယောက်စလုံးဟာ All 9 of them. အကြီးအကဲတစ်ယောက်လာတာကိုစောင့်တယ်လို့ပဲသူ့ကိုစောင့်နေကြ They တယ် were waiting as if an important person is coming. ရှာမွေလာကပြောတယ် Samuel says, ယေရှဲကအသက်ကြီးနေပြီ oh, Jesse's so old. ငါနည်းနည်းလေးညောင်းနေ Oh, I'm kind of tired. ဒါဝိဒ်မလာမချင်းမထိုင်ရ Samuel ဘူး said, we will not sit down until David ဟို arrives. အေလီယာဘာလဲစိတ်ဆိုးတယ် Oh, they got mad. ငါတို့တော့ထိုင်တာမတရတာကြာပြီခဏပေးထိုင်ပါ Oh, it's been a while. Let us sit down for a No. minute. He said, no, အဲ့ဒီဒါဝိဒ်မလာမချင်း until David ငါ arrives. တို့အားလုံးမတရပြီးစောင့်နေရ We're going to wait ကဘာပေါ်မှာအရေးအကြီးဆုံးအကြီးအကဲတစ်ယောက်ကိုစောင့်တယ်လို့ပဲ as if they're waiting for the most important person on ပြီး this ခဲ့ earth. တဲ့မိနစ်ပိုင်းမှာအထင်မကြီးခဲ့တဲ့သူတွေအားလုံးဟာဒါဝိဒ်ကိုစောင့်နေရတယ် Everyone who thinks unworthy of him was waiting for him. အဲ့ဒါကဘာလဲ What is that? မျက်နှာသာရတဲ့အချိန်ကာလဖြစ်တယ် It is a time Hallelujah. of favor. လက်ကောက်တီးပါဦး Let us praise the Lord. ပြောပါဦးမျက်နှာသာ Say it, favor. တာ ရိုင်းမျက်နှာသာရောက်လာတဲ့အခါမှာ When God's favor အပယ် comes ခံဘဝကနေ from a life of အရေး reject ကြီးဆုံးဘဝရောက်လာတယ် to a life of မေ importance, ရောခံဘဝကနေ from a life of အ forgiveness ရေးပါတဲ့ဘဝရောက် to လာ a တယ် life of importance. ကြောင့်ဒီနေ့ဒီ2025 April မှာ In this month of ကျွန် April, တော် prophet ပြုတယ် let me prophesy. ခင်ဗျားရဲ့မျက်နှာသာရပဲခံ It ရောက် is လာ a ပြီ time of favor for အချိန် you. ရောက်လာပြီ It is a time for favor အာ for မင် you. ဒီရောက်စင်အောင်ဘုရားကောင်းကြီးပေးပါ May စေ God bless each and every one of you. ပြောပြောငါအချိန်ရောက်လာပြီ Say, it is my ရောက် time. လာ ကြ ပြီ ည်ကြည်ပြောငါအချိန် Say, ရောက်လာပြီ it is my time. ငါမပါဘဲနဲ့ Without me, ငါမပါဘဲနဲ့ without me, ဖခင်ကအလုံးမလုံးတော့ God's ဘူး not going to work no more. လက်ခုပ်တီးပါဦး Let us praise the Lord. မဲ အပေခံရတဲ့တိုးချောင်းသားဒါဝိဟာ David, who was a reject. ပရိစ္ဆန်နေအနံ့နဲ့နန်စောဟောင်းပလောင်နဲ့ဒါဝိဟာ David, who was filled and filthy. ဝိစားလည်းမလဲပါဘူး He did not change. ပုံစံလည်းမပြောင်းပါဘူး He did not change his He clothes. didn't He didn't took a bath. ဒါပေမဲ့အဲ့ဒီနေ့မှာတော့ But that day, လူတိုင်းကအပေရှေကျူစီရတယ် was waiting for him. တော့တင်လက်ရှိမှာဘာပုံစံမှမပြောင်းသေးရင်လေ That even though you're not မျက် changing နှာ right သာရောက် now, လာရင် when favor comes လူတွေ upon ရဲ့အ you, မြင်ပြောင်းလာမယ် people's sight will change လူ of တွေ you. ရဲ့အတွေးပြောင်းလာမယ် People's lives will change of လူ you. တွေခံစားတာပြောင်းလာ People's မယ် feeling will change of လက်ကုပ်တီး you. ပါဦး Let us praise the Lord. ကျွန်တော်အဖေကိုယ်တိုင်ကျွန်တော်အထင်မကြီးခဲ့ဘူး My own father thought unworthy of me. ကျွန်တော်အကိုတွေကိုယ်တိုင်ကျွန်တော်အထင်မကြီးခဲ့ My own brothers thought unworthy of me. ကျွန်တော်အဖေကကျွန်တော်ကိုမင်းဘယ်လိုစားတောက်မလဲလို့အမှုတော်ဆောင်မေးခဲ့တယ် My father asked me, how are you going to eat as a minister? ဒီနေ့ကျွန်တော် Today, စားတောက်ဖို့မပြောပါဘူး let us not talk about me eating. လူပေါင်းမြောက်များစွာကိုကျွေးမွေးတဲ့သူဖြစ်တယ် I'm also giving to many other people to eat. အခုငလင်လုတ်တဲ့ကာလမှာပဲ Now, during the time of this earthquake ဒီ in Myanmar, နှစ်ပတ်တွင်းမှာ in just these 2 weeks, နေရာ၃နေရာမှာ in 3 different places, ကျွန်တော်ဦးစီးတဲ့ Miracle for Myanmar ဆိုတဲ့ကယ်ဆယ်ရေးအဖွဲ့ဟာ I have this foundation called Miracle for Myanmar. ဒီနှစ်ပတ်အတွင်းမှာ In just these 2 weeks, လူ3000ကျော်ကိုကျွန်တော်တို့ကျွေးမွေးခဲ့ we have fed 30,000 people in အခုကျွန် Myanmar. တော်တို့အိမ်တွေစောက်ပေးတယ် Now we're building houses for people. အခုအိမ်12လုံးစောက်ပြီးသွား We ပြီ have already built 12 houses. ဒီနှစ်လအတွင်းမှာအလုံး100စောက် In မယ် just 2 months, we're going to build 100 houses for people. မြန်မာပြည်မှာအချမ်းသာဆုံးသူတွေတက်ကျွန်တော်တို့အိမ်တွေပူဆောက်မ We ယ် are building more houses than the richest people in တစ်ချိန် Myanmar. တုန်းကကျွန်တော်ဖေကမင်းဘလို့စားမလဲလို့စိုးရိမ် At နေတာ one time, my dad was worrying how I'm going ဒီ to နေ့ eat. ကျွန်တော်စားတာပဲမဟုတ်လူပေါင်းများစွာကိုကျွေးတဲ့သူဖြစ် And လာတယ် today, I'm not eating, I'm also giving to the people.
ကျွန်တော်မိသားစုရဲ့အဓိကကျွေးမွေးတဲ့သူကကျွန်တော်ပဲ I am the provider of my family. ကျွန်တော်အမေကိုပုံမှန်ထောက်ပံ့တဲ့လူသမျှလုပ်ပေးတာကျွန်တော် I do everything for my mother. ကျွန်တော်မှာ I want you to listen close. ဒါဝိတ်ကိုအပြောင်းလဲလုပ်ပေးတဲ့မျက်နှာသား The favor that changed David. ပြီးခဲ့တဲ့ကာလမှာငိုကြွေးခဲ့တဲ့သင်တို့တွေ In a time before you may have wept, အခုမျက်နှာသားရောက်လာပြီ today the favor has မျက်နှာ come. သားအချိန်ရောက်ပြီ It is time for favor. အမေရိကမှာမျက်နှာသားအချိန် It ရောက်ပြီ is time for favor here in America. စာလန်ဆရာကဣသရေလအတွက်မျက်နှာသားအချိန်ကိုကြီးညာတယ် Psalmists declare a favor for Israelites. အဲ့ဒီမျက်နှာသားအချိန်ကြီးညာတာနဲ့ The moment he declared that, အကျွေးတွေကြီးတယ် oh, the debts were completed. ကျွန်ဘွားကလွတ်မြောက် Oh, တယ် they were free from အာ slavery. မင်္ဂလာကလွတ်မြောက်တ They ယ် were free from unfortunate. သူတို့တဘဝလုံးမှာမဖြစ်နိုင်တာအလုံးဖြစ်လာတယ် All the impossibilities became a ကျွန် possibility. တော်ကတော့ဒီမှာရှိတဲ့မြန်မာလူမျိုးတွေပေါ်မှာကြီး Today ညာတ I ယ် am declaring upon Burmese ဖ people. ယားသခင်ကမြန်မာလူမျိုးတွေမျက်နှာသားခံစားမဲ့အချိန်ရောက် It ပြီ is time to show his favor to the Burmese people. ပြန်ပြောပြရစေ Let me tell you again. ပရောဖက်ပြုပြရစေ Hey, let me prophesy သ again. ဘောတူတယ်ဆိုအာမင်ကျဲတူ If ပါ you agree with me, say amen. မြန်မာလူမျိုးတွေကိုဖယားချီးမြှောက်မဲ့အချိန် It ရောက်ပြီ is time for a favor to come upon မျက် Myanmar. နှာသားကာလရောက်လာ It ပြီ is time for favor in Myanmar. အမေရိကမှာမြန်မာလူမျိုးကိုယ်ပိုင်လုပ်ငန်းရှင်တွေအများကြီးပေါ်လာမယ် A lot of businessmen are going to come out of ဘီ Myanmar. လီယံနာတွေပေါ်လာမယ် A lot of billionaires are going to စက် come ရုံ out တစ် of ထည်တွေ Myanmar. ပေါ်လာမယ် A lot of people who IT build ပညာရှင်တွေ factories ပေါ် will လာမယ် become in Myanmar. People who အရာ have ရှိတွေပေါ်လာမယ် ideas. People who are officers. မေယာတွေပေါ်လာမယ် Generals, mayors. သမ္မတတွေပေါ်လာမယ် Presidents. လက်ခုပ်တီးပေါ် Let အဲ့ဒီ us ဘုရား praise the ကို Lord. Somebody shout hallelujah Hallelujah. ပြောမျက်နှာသား Say it favor. ချက်ပြောမျက်နှာသား Say it favor. အရင်တော့ကတော့မြန်မာလူမျိုးတွေကိုပယ်ခဲ့တယ် Oh, a lot of people rejected Myanmar before. အခုမြန်မာလူမျိုးတွေမလာမချင်းမထိုင်ရတဲ့ကာလရောက် Now တာ it will be a time where they will not sit down until Burmese people come. တမန်တော်တို့ခန်းကြီး9အငယ်9ကနေ10ကိုဖတ်စီတယ် Acts chapter 7, verse 9 to 10. တမန်တော်တို့ခန်းကြီး9 Acts chapter 7, အငယ်9ကနေ10 verse 9 to 10. အမျိုး၏အဘတို့သည်လည်းညူစုသောစိတ်ရှိ၍ယောသတ်ကိုအေဂုတုပြည်သို့ရောင်းလိုက်ကြ၏ဘုရားသခင်သည်သူ့ကိုစောင့်မတော်မူလျက်အလုံးစုံသောဒုက္ခဆင်းရဲထဲမှကယ်နှုတ်၍အေဂုတုပြည်ကိုအစိုးရသောဖာရောဘုရင်ထံ၌မျက်နာပွင့်လန်းခြင်းနှင့်ပညာအသက်ကိုပေးတော်မူသဖြင့်ထိုမင်းကြီးသည်အေဂုတုနိုင်ငံအုပ်အရာနန်းတော်အုပ်အရာ၌ယောသတ်ကိုခန့်ထားလေ၏ And the- Amen. Amen. And the patriarch, becoming envious, sold Joseph into Egypt. But God was with him and delivered him out of all his troubles and gave him favor and wisdom in the presence of Pharaoh, king of Egypt. And he made him governor over Egypt and all of his house. မတရားကြည့်ပါ I want you to look at this carefully. ယောသတ်ကိုလည်းသူ့အကိုတွေကရောင်းစားလိုက်တယ် Joseph was sold by his own brothers. ကျန်တော့မှာ I want you to listen carefully. ဒါဝိဒ်ကိုလည်းသူ့အကိုတွေကြည့်မရအောင် David was also unliked by his own brothers. ယောသတ်ကိုလည်းသူ့ညီကိုတွေကကြည့်မရအောင် Also, for Joseph, his brothers do not like him. ကျွန်တော်တို့ကိုလည်းဟို Facebook ကဆဲတဲ့အဖွဲ့တွေကကြည့်မရအောင် Oh, for us too, the people on Facebook, they do not like them. ဟုတ်ပါတယ်သူတို့ကခရစ်တော်နဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေ Yeah, ပါ we're brothers in Christ. ကျွန်တော်တို့ရဲ့ senior လည်းကြပါတယ် Yeah, they may be our seniors. အသက်လည်းကြီးပြီးတေကန်ကြီးအဖွဲ့တွေ And ပါ sometimes they're so old, they're nearing death's door. ကျွန်တော်တို့ကျမ်းစာပို့တတ်တယ် Oh, they know Bible more than us. ကျွန်တော်တို့ဘွဲတွေပုံများ Oh, တယ် they have more PhD than us. အဲ့တော့ကျွန်တော်တို့ကိုညူဆူတဲ့စိတ်ရှိတယ် Oh, they're envious of ကျွန် us. တော်တို့ကိုတိုက်ခိုက်လို့ကျွန်တော်တို့ကညီကိုမဟုတ်တော့တာမဟုတ်ဘူး You know, just because they attack us, it doesn't mean we're no longer brothers. ကောင်းကင်မှာပြန်တွေ့မဲ့အုပ်စုတွေပဲ We're gonna meet each other in heaven again. ကဲတင်ချင်းသာရရင်တော့ကောင်းကင်မှာပြန်တွေ့မဲ့ဖွဲ့ပဲ If they've received the salvation, we're gonna see each other in heaven. ကဲတင်ချင်းမရရင်တော့ကျွန်တော်လည်းမသိဘူး I don't know if they've not received the တွေ့ salvation. စရာတော့မရှိတော့ဘူး I don't think we're gonna meet even. ကျွန်တော်အရာနော်သူတို့အတွက်တနာပေးတယ် I feel so sorry for them, you know? သူတို့တလောက်မြေကြီးပေါ်မှာဆဲနေတဲ့သူတွေဟာ You know, they're hating on us here. ကောင်းကင်ပေါ်မှာအိမ်အကြီးကြီးတွေနဲ့နေပြီးတော့စုတွေတစ်ခုပြီးတစ်ခုတက်ယူရင်ဘယ်လိုပြောမလဲဆိုတာကျွန်တော်ကြည့်ချင် You သေး know, တယ် I want to see how they're going to say to us if I live in a big house in heaven and I get so many other prizes in front of them. ပြောလို့မရဘူးဘုရားသခင်ကသူတို့အိမ်ရှိမှကျွန်တော်တို့ထိုင်လဲဒုက္ခရောက်မယ်ဒီလူတွေ You know, it's going to be a problem if we become neighbors. ဆိုတော့ဘုရားရဲ့မျက်နှာသာရတဲ့အခါမှာ The moment God's favor is with you, လူတိုင်းချစ်တာတော့မဟုတ်ဘူး it's not,
not everyone's going to love you. အမြင်ကတ်တဲ့သူတွေလည်းရှိပါတယ် There are people that are going to be envious of ကြည် you. မရတဲ့သူတွေလည်းရှိပါတ There ယ် are going to be people who doesn't want to အဲ့ love ဒီလူ you. တွေကအဝေးကမဟုတ်တခါတည်းအနီးဆုံးကလူတွေ Sometimes they're not far away people. There are people who are ကြောင့် closest လူ to တွေ you. အမြင်ကတ်တိုင်းဝေးဖန်တိုင်းစိတ်တမချပါ Just ဘူး because people are envious of you, people that are saying bad things to you, that doesn't ကို mean ယ် you ပေါ် should မှာ be ထားတဲ့ depressed. ဖခင်ရဲ့မျက်နှာတော်ပဲစိတ်ချ You ပါ just need to trust in the favor of the Lord. အဲ့တော့ဘုရားသခင်ကယောသတ်ကိုအဲဂုတုရောက်သွားတဲ့အခါမှာ When Joseph was in Egypt, ယောသတ်ဒုက္ခမရောက်ဘူးလား was Joseph not in trouble? ရိုးရိုးဒုက္ခမဟုတ်ဘူး He's not just in a normal အ problem. လုံးစုံသောဒုက္ခဆင်းရဲခြင်းတွေမှာ He says all troubles. ပြဿနာပေါင်း16,000မှာအဲဂုတုမှာရှိတယ် Oh, there were so many troubles in Egypt. ဒါပေမဲ့ဘုရားသခင်ကအဲ့ပြဿနာတွေကနေပြီးတော့ But he rescued him. ကျွန်ဘဝကနေပြီးတော့ God's rescue from ယော him သတ်ကိုဘာပဲပေးတာလဲ from a life of servant မျက်နှာသာပွင့်လန်းခြင်းနဲ့ပညာအတက်ကိုပေးတယ် to a life of, he gave him a favor of wisdom. ကြောက်စမတရားတော်မှာ I want you to ဘု listen. ရားမျက်နှာသာရောက်လာရင် When God's favor comes to ဘု you, ရားကသင်ကိုမျက်နှာသာပေးတယ်ဆိုရင် the moment God gives you ဘု favor, ရားသခင်ကပတ်စံပေးမှာမဟုတ်ဘူး he's not going to give you money. ဘုရားသခင်ကတခြားကပေး He's မှာမ not ဟုတ် going to ဘူး give you anything else. ဒီကာလမှာဘုရားကသင်ကိုမျက်နှာသာပေး At မယ် this time, he's going to give you favor. အဲ့ဒီမျက်နှာသာကဒုက္ခအလုံးစုံတွေကနေလွတ်မြောက်စေ And မယ့် that မျက်နှာသာဖြစ် favor တယ် will free you from every single problems. ညီကိုတွေရှိမှတော့မျက်နှာသာမရပါဘူး Oh yeah, you may not get favor in front of your siblings. အမြင့်ဆုံးအဲဂုတုရဲ့ဖာရောဘုရင်ရှိမှမျက်နှာ But ပြ he got favor in front of Pharaoh, king of Egypt. အဲ့တော့ဘာလို့လဲဘုရားသခင်ကသူ့ကို What did he do here? နန်းအဲဂုတုနိုင်ငံအုပ်ရာနန်းတော်အုပ်ရာမှာဘုရားခံ He became a governor over Egypt. ကမ္မတော်မှာ I want you to listen. ယောသတ်ပြဿနာပေါင်းစုံကနေလွတ်မြောက်တယ် Joseph was free from all his troubles ကြီးမားတဲ့ယာထူးရတယ် and then became a governor. အဲ့ဒါကအရေးချင်းကြောင့်မဟုတ် That was not because of his talents. အဲ့ဒါကစူးစမ်းမှုရဲ့ရ That was လဒ် not မဟုတ် because he tried so hard. အဲ့ဒါကသူ့ရဲ့အစွမ်းစားမှု That was not because he did it so well. ဖျားပေးတဲ့မျက်နှာ It is the favor of God. ကြောင့်တင်ဖျားပေးတဲ့မျက်နှာသားကြောင့် That's why, because of the favor of God, ဒုက္ခအလုံးစုံကနေဒီနေ့မှလွတ်မြောက်မယ် may you be free from all your troubles. အကျွေးကနေလွတ်မြောက် You will be free from your debts. အာမင်တို့ရောက်ဆောင်ဘုရားကောင်း May ပေးပါ God bless everyone who says amen. အနာယောဂရှိသမျှကနေလွတ်မြောက်မယ် You will be free from all diseases. ဆုံးရှုံးမှုအပေါင်းကနေ You will be free from all အဲ့ဒါတွေ failures. မကသေးဘူး Not just that. လူတွေအားကြတဲ့အမြင့်ဆုံးယာထူးဖျားပေးမယ် You will be given the highest of Let honors. go, Adi Bia. Let us praise the Lord. လက်ခုပ်ဒီပေါင်း Let အဲ့ဒီ us ဖျား praise the Lord. ကြောင့်ဖျားရဲ့တစ်ဖက်သက်ပေးတဲ့မျက်နှာသားကိုသင်သိဖို့လို့ That's why you need to understand His favor for ဘာလို့ us. ကျွန်တော်ဒီလိုသင်တန်းကြီးတွေလုပ်နေတာလဲ Why are we able to do these kind of ဟိုလားသိန်းပေါင်း conferences? များစွာကုန်ကြပြီးတော့ဘာလို့ We ကျွန် have တော်လုပ်တာ hundreds of thousands of dollars အပင်မ put ခံပြီး into ကျွန် it. တော်သွားရတာလေ You know, we're tired from ကျွန် traveling တော်တို့ city to city. volunteer တွေဆိုလည်းသူတို့အလုပ်တွေထွက်ပြီးတော့လိုက်လာတာ You know, all our volunteers have to leave their jobs and their work to come here. ဘာဖြစ်လို့ဒီဓာတ်တွေလုပ်ကြတာလဲ Why do they do this? ကျန်တော့မှာ I want you to listen ဒီ carefully. လူတွေကိုကြည့်ထားပါ I want you to look at them. ဘုရားရဲ့မျက်နှာသားကြောင့်ဒီလူတွေကမကြခင်မှာထိတ်ဆုံးမှာ So အောင်မြင် because တဲ့ of သူတွေဖြစ် God's လာတယ် favor, they're going to be successful. ဒီတင်နန်းမှာပါဝင်တဲ့သူတွေကိုကြည့်ထားပါ Look at the people that are ဘုရား in မျက် this. နှာသားဟာတဘာဝလုံးရောက်လာမယ် God's favor are going to be on them ဘယ် spirit, တုန်းကမှ supernatural. မရဘူးတဲ့လွတ်မြောက်ခြင်းရ They're မယ် going to get freedom that they have never received ဒါ before. တွေမကပဲဘုရားသခင်ရဲ့နေရာပေးခြင်း Not ရောက်လာ just မ that ယ် they will get a place where Yo, God bao give niya them. peche. Say it, get a place. စကြပြောနေရာပေးချ Say င် a place. လက်ကုပ်ဒီပါဒီဘု Let ရား us praise the Lord. ဘယ်ကကျွန်တော်တို့ဘဝကိုပြောင်းလဲစေတာလဲ What will change your life? ဘယ်ကလွတ်မြောက်စေတာလဲ What will free our ဘယ် life? ကနေရာပေးတာလဲ What will give a place to us? သင်ရဲ့အရေးချင်းကမလုံးတော့ Your talents are not enough. မြန်မာပြည်မှာမွေးတယ်ဆိုရတဲ့သင်ကအရေးချင်းမလုံလောက်တဲ့သူဖြစ်လာတယ် You know, the moment you're born in Myanmar, that means you are not enough. ဘယ်တော့မှသင်ဘဝမှာလူတွေနဲ့ရင်ပေါင်တန်းဖို့ဆိုတာမဖြစ်နိုင်ဘူး It is impossible for you to be able to go against other people. ဒါပေမဲ့ဒီချမ်းမတောင်းပါ But let me tell you, ဒီချမ်းမတောင်းပါ let me tell you, မချခင်မှာ soon, မြန်မာလူမျိုးတွေပေါ်မှာဘုရားရဲ့မျက်နှာပါထင်ရှားခြင်း God's favor is going to come upon Myanmar. လက်ကုပ်ဒီပါအောင်လက်ကုပ် Let ဒီ us ပါ praise the Lord. ပြောအဲ့ဒါငါပဲ Say, that's me. ဒီချက်မိုက်လေးဖတ်ပြီးကျွန်တော်အဆုံးသတ်မယ် I want to end by reading this lastဝါရှင်တန်နေကျေးဇူးတင်ပေးပါစာလံ44အငယ်3 Psalms 44 verse 3. စာလံ44အငယ်3ဖတ်စီခြင်းတယ်အ
အမှန်စင်စစ်ဘိုးဘေးတို့သည်ထိုပြည်ကိုမိမိတို့ဓာလက်နက်ဖြင့်သိမ်းယူခဲ့ကြသည်မဟုတ်ပါသူတို့အောင်ပွဲရသည်မှာသူတို့၏လက်ယုံကြောင့်လည်းမဟုတ်ပါကိုတော်၏လက်ရလက်တော်ကိုတော်၏လက်ယုံတော်နှင့်ကိုတော်၏မျက်နာတော်အလင်းကြောင့်သာဖြစ်ပါ၏အကြောင်းမူကားကိုတော်သည်သူတို့ကိုနှစ်သက်တော်မူ၏ For they did not gain possession of the land by their own sword, nor did their own arm save them. But it was your right hand, your arm, and the light of your countenance, because you favored them. လောက်ရှင်းတဲ့ကျမ်းစာမရှိတော့လို့ကျွန်တော်ထင်တယ် I don't think there isn't any more verse ဣသ that ရေလလူမျိုးတွေနိုးနဲ့ပြားရည်စီးတဲ့ပြည်ကိုအပိုင်ရခဲ့တာ the Israelites received the land that is filled withကျမ်းစာကတိကျပြောတယ် The Bible says မိမိတို့ရဲ့ဓာလက်နဲ့ကြောင့်မဟုတ် it is not because of their own sword. သူတို့ရဲ့လက်ယုံကြောင့်လည်း It မ is ဟုတ် not because of their own arms. ကြည့်တော့ Look at this. သူတို့ရဲ့လက်နဲ့ကြောင့်မဟုတ်ဘူး It is not their own weapons, သူတို့ရဲ့စ조사မှုကြောင့်မ nor ဟုတ် their ဘူး own arms. သူတို့ရဲ့လူအင်အား It ကြော is င့်မ not ဟုတ် because ဘူး of their strength. ဘုရားသခင်ရဲ့မျက်နှာသားကြောင့် It is because of God's favor. သိတဲ့ဘောမပေါက်သေးဘူး I don't think you understand yet. ဣသရေလလူမျိုးတွေ The Israelites, ဘလောက်ကောင်းတဲ့နိုးနဲ့ပြားရည်စီးတဲ့ပြည်ကို this land of milk and honey, သူတို့ရဲ့စ조사မှုသူတို့ရဲ့အားထုတ်မှုသူတို့ရဲ့တော်ခြင်းတက်ခြင်းနဲ့ရခဲ့တာမဟုတ် was not taken by them because of their own weapons or their ဘုရား arms သ or ခင် what က they သူတို့ could ကို do. ချစ်ပြီးတော့မျက်နှာသားကြောင့် It is because of God's love အဲ့ဒီနေရာကိုအပိုင်ပေးခဲ့ and တာ favor that was given to them. ကြောင့်2025မှာ That's why here in 2025, သင်ယူပါယုံတွေအမြန်ပြည့်စုံလာမယ် your visions and your dreams will come သင် true. ရဲ့အိမ်မက်တွေပြည့်စုံလာမယ် Your dreams will come true. သင်ရဲ့ဆုတောင်းချက်တွေပြည့်စုံ Your လာမယ် prayers will come true. အဲ့ဒါသင်ရဲ့လက်နဲ့ကြောင့်မဟုတ်ဘူး That is not because of your own သင် weapons. တော်လို့မဟုတ် It ဘူး is not because you're so good. အရေးချင်း It ကြော is င့်မဟုတ် not ဘူး because of your talents. ဖခင်ရဲ့မျက်နှာသားကြော It င့် is because of God's favor. လက်ကုပ်တီးပါဦးအဲ့ Let ဒီပြော us င်းလက် praise ကုပ် the တီးပါ Lord. အားလုံးမတည့်ရ